အားလုံးမင်္ဂလာပါနေကောင်းကျမ်းမာကြပါသလားအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့နှုတ်ကပတ်တော်ကျွန်တော်ဝင်ငါဖို့ရှိတယ် alright အားလုံးနေကောင်းကျမ်းမာကြပါသလားတော့ဘာဖြစ်လို့ထက်ခါခါမေးရလဲဆိုရင်ကျွန်တော်နေမကောင်းချင်လို့နည်းနည်းလေးဖြစ်နေလို့เนาะအခု USA မှာအခုရာသီဥတုအပြောင်းလဲเนาะရာသီဥတုအရင်ရုတ်တရက်အေးလာတဲ့အခါမှာเนาะတော်တော်များမကြမ်းမှာဖြစ်ကြတယ်ဆိုတော့အားလုံးလည်းကျမ်းမာရေး view site ကြဖို့အတွက်ကျွန်တော်ဒီနေ့ဒီရက်ကနေပြောပြချင်တယ်ကျမ်းမာရေး view site ပါ USA ကတော့ပိုအေးလာတော့မယ်เนาะ USA နော် USA ရဲ့ပူတဲ့ဒဏ်နဲ့အေးတဲ့ဒဏ်တော့ကျွန်တော်လည်းဒီချိန်ထိတော့ကောင်းကောင်းမခံနိုင်သေးဘူးเนาะဒီချိန်ထိတော့ကောင်းကောင်းမခံနိုင်သေးဘူးဆိုအားလုံးလည်းကျမ်းမာရေး view site ကြပါနင်းထွေးနေကြဖို့လည်းအားလုံးကိုကျွန်တော်ပြောပြချင်တယ်အာမင်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ဒီနေ့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ဒီနေ့ဝင်ငါချင်တယ်ဟာလေလုယာဆိုတော့ဒီမှာကျွန်တော်လည်းကောင်းစဉ်ရေးထားတယ် sit well no rest well and sit well ကောင်းကောင်းနားပါကောင်းကောင်းထိုင်ပါဒီနေ့ကျွန်တော်အနားရခြင်းနှုတ်ကပတ်တော်ကိုကျွန်တော်ဒီနေ့ဝင်ငါသွားမယ်ဟာလေလုယာဘယ်နဲ့စိတ်လို့ရှားပါတယ်လဲစိတ်လို့ရှားရင်ကျွန်တော်ဒီနေ့အားပေးခြင်းတယ်နှုတ်ကပတ်တော်ခေါ်အားရတဲ့ခါမှာ amen 2ပါတိမ့်ပိုက်ပါအဲ့ဒီကောင်းကြီးမင်္ဂလာတိမ့်ပိုက်ပါအဲ့ဒီကောင်းကြီးကကျွန်တော်အတွက်ဖြစ်တယ်ဆိုပြီးတော့တင်းဟာ agreement เนาะတင်းဟာသဘောတူလိုက်တာဖြစ်တယ်ဒီအနားရခြင်းနှုတ်ကပတ်တော်တင်းနားထောင်နေတဲ့တင်းအနားရခြင်းနှုတ်ကပတ်တော်အနားရဖို့ကကျွန်တော်အတွက်ဖြစ်တယ်ဆိုတော့တင်းဟာเนาะ amen ဆိုတဲ့အတိကြေညာခြင်းအဖြစ်ဒီနေ့တင်းဟာသဘောတူပြီးတိမ့်ပိုက်တာဖြစ်တယ်ဒါကြောင့်မလို့ amen များထူပါ hallelujah เนาะဒီ live ကိုလည်းဒီနေ့တင်းကြည့်တယ်ခွန်အားရတယ်ဆိုရင်လည်း share ပေးပါလူတွေများစွာရှိကိုလူတွေများစွာထံကိုဒီနှုတ်ကပတ်တော်ရောက်သွားဖို့တယ်ဘာလို့ဆိုဒီလောကမှာကျွန်တော်တို့နော်ဖျားနေတာကြိုးနေမသွားလာဘူးဆိုရင်အနာရဖို့မလွယ်တော့ဘူးနော်ဒီကဘာကြီးကိုကျွန်တော်ကြည့်ပါကဘာကြီးကိုကျွန်တော်ချက်ကြည့်လိုက်ကဘာကြီးရဲ့အခြေအနေတွေကိုကျွန်တော်ကြည့်တဲ့အခါမှာအနာရခြင်းစရာမကောင်းဘူးဟုတ်ပါသလားနော်တည်င်းအမျိုးမျိုးကြားရတယ်နော်government တွေ shut down ဖြစ်သွားတယ်ဆိုတဲ့အရာတွေကြားတယ်အခုဆိုရင် USA မှာ employee အလုပ်သမားပေါင်းတသိန်းကျော်ကအလုပ်ဖြုတ်ခြင်းခံရတာဖြစ်တယ်ဒီအပတ်တွင်ထဲမှာပဲဆိုတော့ကြားတဲ့သတင်းတွေကအနာရခြင်းစရာမကောင်းဘူးကြားတဲ့သတင်းတွေကအမြဲတမ်းကျွန်တော်တို့ကိုစိုးရိမ်ပူပန်ခြင်းနဲ့မှသွားလာစေစိုးရိမ်စေတယ်ကြောက်ကြစေတယ်အနာဂတ်နဲ့ပတ်သက်ပြီးတော့ရင်ဆိုင်ဖို့အတွက်အားအင်တွေကုန်ခန်းသွားစေတယ်ကြားတဲ့သတင်းတွေကဆိုအဲ့ဒီသတင်းတွေတင်တို့ကိုစိုးရင်ချင်းတွေဖြစ်စေတဲ့သတင်းတွေကြားထဲမှာကျွန်တော်သတင်းကောင်းကိုကျွန်တော်ပြောပြချင်တယ်အဲ့ဒါကဘာဆိုအနာယူဖို့အတွက်ဖြစ်တယ်ဟာလေလုယာကျမ်းစာထဲမှာဘာပြောလဲတော့ဒါဝိဒ်ကဘာပြောဆိုရင်ငါရဲ့လက်ဖက်မှာလူတစ်ထောင်လက်ဝဲဖက်မှာလူတစ်သောင်းလဲတော်လဲငါ့ကိုမထိမခိုက်ရပဝင်းကျင်မှာတော့လဲနေမှာပဲပဝင်းကျင်မှာတော့အမျိုးမျိုးသောအတန်တွေကိုကြားနေတယ်ဒါပေမဲ့ဖျားသားသမီးတွေကိုမထိခိုက်ရ
ဖះသားသမီးတွေအတွက်နီလန်ထွက်မြောက်လမ်းကအမြဲတမ်းရှိတယ်ဘာလို့ဆိုကျွန်တော်တို့ကိုးကွယ်တဲ့ဖះကကျွန်တော်ရဲ့လမ်းဖြစ်တယ်ဒါကြောင့်ယေရှုကပြောပြ I am the way and the truth and the life ငါကလမ်းကြီးဖြစ်တယ်တမန်တရားဖြစ်တယ်အသက်လည်းဖြစ်တယ်ဒီလမ်းပြောင်းနေလားဒီနှုတ်ကပတ်တင်နားထောင်ပါယေရှုကဒီနေ့တင်ကိုပြန်ပြီးလမ်းပြန်ဖွင့်ပေးမှဖြစ်တယ်လမ်းတွေကိုပြန်ပြပေးမှဖြစ်တယ်ဟာလေလုယာကြားရတဲ့သတင်းတွေဒီလောကရဲ့အခြေအနေတွေနဲ့ကြားတဲ့သတင်းပေါ်မှာဒီနေ့တင်းအသက်တာကိုဒီနေ့တင်းမတီဆောက်စေချင်ဘူးကျွန်တော်ဖះအောင်မေးတယ်ကျွန်တော်တင်းဘာဟောရမလဲမေးတဲ့အခါမှာအဲ့ဒါအနာယူခြင်းကိုဟောပါအနာယူခြင်းကိုဟောပါလို့ဖះရှင်ပြောတဲ့အခါမှာကျွန်တော်ဒီနေ့အနာယူခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ဝေငှသွားမှာဖြစ်တယ်ဟာလေလုယာအာမင်ဟုတ်ပြီဆိုတော့ကျွန်တော်တို့တွေနှုတ်ကပတ်တော်ကိုကျွန်တော်တစ်ချက်တော့ပြန်ရအောင်ဟေဘရဲစာခန်းကြီး4ကိုကျွန်တော်တစ်ချက်တော့ပြန်ရအောင်ဟေဘရဲစာခန်းကြီး4ခန်းငယ်1ကိုကျွန်တော်ဒီနေ့ဖတ်ချင်တယ်နော်သင်တို့တွေလည်း live မှာကြည့်နေတဲ့လူတွေလည်းနော်နှုတ်ကပတ်တော်တွေလည်းမှတ်ထားလို့ရတယ်နော်သင်ကိုယ်တိုင်လည်းဖတ်လို့ရတယ်နော်ဟုတ်ပြီဟေဘရဲစာခန်းကြီး4ခန်းငယ်1ကိုကျွန်တော်ဖတ်ပြချင်တယ်ထို့ကြောင့်ဘုရားသခင်ဤချမ်းသာထဲသို့ဝင်ရသောအခွင့်ကိုပေးသောဂတိတော်သည်ငါတို့၌ရှိရလျက်နှင့်တင်တို့တွင်အချို့တို့သည်မမီဘဲနေမီကိုစိုးရင်ကြကုန်ရဲ့ဒီမှာပြောဆိုဖျားသခင်ချမ်းသာတဲ့သို့ဝင်ရတော့အခွင့်ကိုတဲ့ပြီးတော့ဂတိတော်ကကျွန်တော်တို့မှာရှိရလျက်နဲ့တဲ့ကျွန်တော်တို့အဲ့ဒီချမ်းသာခြင်းအခွင့်ကိုချမ်းသာခြင်းတဲ့ကိုဝင်ရတဲ့အခွင့်ကိုမမီလိုက်မှာမမီမှာကိုမရလိုက်မှာကိုအဲ့ဒီကောင်းကြီးကိုမရလိုက်ရှိလျက်နဲ့မရလိုက်မှာကိုရှင်ပေါလုကဘာလဲဆိုတော့စိုးရင်ပြီးတယ်ဒီမှာပြောဆိုဖျားသခင်ဤချမ်းသာတဲ့သို့ဝင်ရတော့အခွင့်ကိုပေးတော့ဂတိတော်အဲ့ဒီဂတိတော်ဖျားသခင်ကျွန်တော်တို့ကိုပေးတဲ့ဂတိတော်တခုကဘာလဲဆိုတော့ဖျားသခင်ချမ်းသာတဲ့ကိုဝင်ရတဲ့အခွင့်ကိုပေးတဲ့ဂတိတော်အင်္ဂလိပ်ကျမ်းစာမှာဒီလိုပြော rest လို့ပြောတယ်ဖျားသခင်အနားယူခြင်း rest အဲ့ချမ်းသာကိုသူကနော် rest လို့သုံးထားတယ်အင်္ဂလိပ်ကျမ်းစာထဲမှာအဲ့ဒီ rest တဲ့ကိုအဲ့ငြိမ်ဝှက်ခြင်းအဲ့ဒီနော်အဲ့ချမ်းသာတဲ့ကိုဝင်ဖို့ချမ်းသာတဲ့မှာအဲ့ဒီအနားယူခြင်းထဲမှာအသက်ရှင်ရတဲ့အခွင့်ကကျွန်တော်ထဲမှာရှိပါလျက်နဲ့အဲ့ဒီကောင်းကြီးကိုမခံစားမှကိုလေရှင်ပေါလုကဆိုရင်ဒီနေ့တင်တို့တတထဲမှာကျွန်တော်ပြောချင်တယ်တင်တို့ရဲ့အတ္တထဲမှာအနားရခြင်းကောင်းကြီးမင်္ဂလာကတကူးတကရှာစရာမလိုတင့်အထဲမှာရှိပြီသားငါတို့၌ရှိလျက်နဲ့ငါတို့မှာရှိပြီဟာလေလုယာတင့်ထဲမှာရှိတယ်အဲ့အနားရခြင်းကောင်းကြီးမင်္ဂလာကတင့်ထဲမှာရှိတယ်ဘလောက်ပဲလောကကြီးကနော်အခက်ခဲတွေဘလောက်ပဲလောကကြီးကဘယ်လိုပြောမလဲလောက်ခတ်နေပါနေစေအောင်တည်င်းဆိုးတွေနဲ့ပြည့်နေပါစေစိုးရင်စရာတည်င်းတွေဘလောက်ပဲပြည့်နေရပါလေစေအောင်တင့်အထဲမှာအနာယူခြင်းဆိုတဲ့ကောင်းကြီးမင်္ဂလာအနာရခြင်းဆိုတဲ့ကောင်းကြီးမင်္ဂလာကတင့်ထဲမှာရှိတယ်ဟာလေလုယာအခန်းကနေမှာငါတို့ဒီဝမ်းမြောက်စရာတည်င်းကိုထိုသူတို့ကဲ့သို့ကြားရပြီတို့ရန်တွင်သူတို့ကြားတော့တရားစကားဒီကြားရတော့သူတို့အထင်နဲ့ယုံကြည်ခြင်းနဲ့မယောနောတော့ကြောင့်အကျိုးကိုမပေးဘူးအဲ့ဒီအနာရခြင်းကောင်းကြီးမင်္ဂလာဆိုတဲ့အဲ့တည်င်းကောင်းစကားကိုတဲ့လူတွေကဟိုးရှိခိအရင်ကလူတွေကကြားရပေမဲ့လည်းပဲအရင်ဆုံးကြားရပေမဲ့လည်းပဲတဲ့ယုံကြည်ခြင်းနဲ့မယောနောတဲ့ခါမှာတဲ့အဲ့ဒီအနာရခြင်းကောင်းကြီးမင်္ဂလာသူတို့တတထဲမှာအကျိုးမဖြစ်လာတိတ်ရောက်မှုမရှိလာဟာလေလုယာကျွန်တော်ပြောချင်တယ်တည်င်းကောင်းစကားအရင်ကြားရလားစောကြားရတာနောက်မှကြားတာကအရေးမကြီးဘူးတင်စောကြားပြီးတော့ဘလောက်ပဲတင်တည်င်းကောင်းစကားကိုတင်စောဘလောက်ပဲကြာယုံကြည်ခြင်းမယောနောရင်အဲ့ဒီကောင်းကြီးမင်္ဂလာကတင်တာထဲမှာအသက်ဖြစ်လာမှာဒါပေမဲ့တင်အဲ့တည်င်းကောင်းစကားကိုစောမကြားရပေမဲ့လေနောက်မှကြားရတယ်ဆိုရင်တောင်မှတင်ယုံကြည်ခြင်းယောနောတယ်ဆိုရင်
ချက်ချင်းအကျိုးရမယ်ဒါကြောင့်မလို့သင်စောကြားတာနောက်မှကြားတာကအရေးမကြီးဘူးသင်ကြားတဲ့အချိန်မှာယုံကြည်ခြင်းရောနှောသွားဖို့အရေးကြီးတယ်။အော်ဖျားတဲ့ခင်ကငါကိုအနာရစေခြင်းပါလားဆိုတဲ့အဲ့ဒီယုံကြည်ခြင်းအော်ဖျားရှင်ကငါ့ကိုပင်ပန်းစေခြင်းတာမဟုတ်ဘူးငါ့ကိုအနာရစေခြင်းတာဆိုတဲ့ယုံကြည်ခြင်းရှိသွားရင်အနာရခြင်းအသင်သွားဖြစ်တယ်။ဘာဖြစ်လို့အရင်ကလူတွေကအဲ့ဒီသတင်းကောင်းစကားအနာရခြင်းသတင်းကောင်းစကားကိုအရင်ဆုံးကြားရပေမဲ့လေဘာဖြစ်လို့သူတို့သက်တာမှာအဲ့ဒီအနာရခြင်းကောင်းခြင်းမင်္ဂလာကနေရာမယူလဲဆိုရင်ယုံကြည်ခြင်းနဲ့မရောနှောလို့နေ့ဒီမှာရှိတဲ့အောင်ချင်းဒီနေ့ဒီနှုတ်ကပတ်တော်နားထောင်နေဒီယုံကြည်ခြင်းထားပါဘုရားရှင်ကငါ့ကိုပင်ပန်းစေချင်တာမဟုတ်ဘူးဘုရားရှင်ကငါ့ကိုစိုးရင်စေချင်တာမဟုတ်ဘုရားရှင်ကငါ့ကိုအနာရစေချင်တာသူ့ရဲ့ချမ်းသာထဲမှာသူ့ရဲ့ချမ်းသာထဲမှာကျွန်တော်ကိုဝင်စေချင်တာဟာလေလုယာအာမင်အခန်းငယ်3မှာပါပြောလဲဆိုရင်ချမ်းသာဟုဆိုတော့ကဘာဦးကပင်အမှုရာတို့ကိုပြီးစီ၍ငြိမ်ဝစ်တော်မူရန်ချမ်းသာဟုဆိုလို့တည်းအဲ့ဒီချမ်းသာဆိုတာကဘာလဲဆိုရင်ကဘာဦးကပင်အမှုရာတို့ကိုပြီးစီ၍ငြိမ်ဝစ်တော်မူရန်ချမ်းသာဟုဆိုလို့တည်းဟာလေလုယာအနာရခြင်းဆိုတာကဘာလဲအမှုကိစ္စအားလုံးပြီးသွားလို့အနာယူခြင်းကိုပြောချင်တာပဲဟုတ်ပြီအခန်းငယ်4မှာဆိုသူပြောခုနှစ်ရက်မြောက်သောနေ့၌အကြောင်းပြု၍ကျမ်းစာတစ်ချက်၌လာဒီကဘုရားသခင်သည်မိမိအမှုရာအလုံးစုံတို့ကိုပြီးစီး၍ခုနှစ်ရက်မြောက်သောနေ့၌ငြိမ်ဝစ်စွာနာတော်မူ၏ဟုလာတည်းဘုရားသခင်လည်းသူကအနာယူခြင်းမလာခင်မှာဘာလို့ရလဲဆိုတော့သူလောက်ကမဲ့အလုပ်တွေအားလုံးသူပြီးစီးအောင်လုပ်ရတယ်ကျွန်တော်ဒီနေ့ပြပြချင်တယ်အနာယူတယ်ဆိုတာကအလုပ်မပြီးပဲနဲ့နားလို့မရအောင်ကျွန်တော်ပြောမယ်အနာယူတယ်ဆိုတာကအလုတ်မပြီးပဲနဲ့အနာယူလို့မရအလုတ်ပြီးတော့မှအနာယူမှာဖခင်သခင်ကိုယ်တိုင်ပင်လေ6ရက်လုံးဖန်ဆင်းခြင်းအမှုကိုသူကလှုပ်ဆောင်ပြီးသွားလို့သူအဲ့ဖန်ဆင်းခြင်းအမှုရတွေအားလုံးပြီးသွားတဲ့အခါကျမှ9ရက်မြောက်တဲ့နေ့မှာသူနားတာကျွန်တော်ပြောချင်တယ်အကယ်၍ဖခင်ကသူ့ရဲ့ဖန်ဆင်းခြင်းအမှုကိစ္စက6ရက်လေးမပြီးသေးဘူးဆိုရင် तू 9ရက်မြောက်တဲ့နေ့မှာလည်း तू နားမှာမဟုတ်9ရက်တည်းထိ तू အဆက်ပြေအလုပ်လုပ်အောင်ပါပဲဒါပေမဲ့6ရက်မြောက်တဲ့နေ့မှာဘုရားသခင်ရဲ့ဖန်ဆင်းခြင်းမှုရာအားလုံးကပြီးစီးသွားတဲ့အခါမှာလေဘုရားသခင်9ရက်မြောက်တဲ့နေ့မှာအနာယူတဲ့ကဲ့သို့ပဲတဲ့အနာယူတယ်အခုကျွန်တော်တို့ပြောတဲ့အဲ့ဒီချမ်းသာဆိုတာကအဲ့အနာယူခြင်းကိုပြောတာလေအမှုကိစ္စအားလုံးပြီးသွားလို့အနာယူခြင်းဆိုတဲ့အဲ့ကောင်းကြီးမင်္ဂလာပြောတာအမှုလောကမဲ့အလုပ်တွေမပြီးသေးပဲနဲ့နားတာမျိုးမဟုတ်ဘူးလောကမဲ့အလုပ်တွေမပြီးသေးပဲနဲ့နားတာကအဲ့ဒါအချောင်းခိုးတာဒါပေမဲ့ဘုရားရှင်ကျွန်တော်တို့အချောင်းမခိုးခိုင်းစေချင်ဘူးနားတယ်ဆိုတာလေအချောင်းခိုးပြီးနားတာမဟုတ်ဘူးဘုရားခင်ကျွန်တော်တို့ကိုပေးချင်တဲ့အဲ့ဒီကျွန်တော်တို့ကိုပေးချင်တဲ့အဲ့ဂတိတော်ကဘာဂတိတော်လဲဆိုတော့အလုံးမပြီးသေးပဲနဲ့နားတဲ့အဲ့အချောင်းခိုးအနားယူခြင်းမဟုတ်ပဲနဲ့အလုံးအားလုံးပြီးသွားလို့အမှုရာအားလုံးပြီးသွားလို့ပေါ့ပါဆိုတာအနားယူတဲ့အကောင်းကြီးကိုပြောချင်တာဖြစ်တယ် Hallelujah Praise the Lord အခန်းငယ်30မှာပြောလဲဘုရားသခင်မိမိအမှုရာတို့ကိုပြီးစီး၍ငြိမ်ဝစ်ဆိုတာနေတော်မူသည်နည်းသူဘုရားသခင်ကသူ6ရက်လုံးသူအလုပ်လုပ်ပြီးတော့9ရက်မြောက်တဲ့နေ့မှာအလုပ်ပြီးစီးသွားပြီးတော့9ရက်မြောက်တဲ့နေ့မှာအနာယူတဲ့ကဲ့သို့ပဲတဲ့ငြိမ်ဝစ်ဆိုတာအနာယူတဲ့ကဲ့သို့ပဲတဲ့ထိုချမ်းသာထဲသို့ဝင်ရသောသူဒီလဲမိမိအမှုရာတို့ကိုပြီးစီး၍ငြိမ်ဝစ်ဆိုတာနေရမယ်တဲ့အခန်းငယ်30မှာကျွန်တော်တို့ကိုဘုရားရှင်ပေးခြင်းအနာယူခြင်းဆိုတာပါလေအဲ့ချမ်းသာဆိုတာပါလေအဲ့ rest ဆိုတာကပါလေအလုံးမပြီးသေးဘဲနဲ့ rest နေခြင်းပြောချင်တာမဟုတ်ဘူးအလုံးပြီးသွားလို့အနာယူခြင်းကိုပြောချင်တာဖြစ်တယ်ထိုချမ်းသာတဲ့တို့ဝင်ရတော်သူတွေလည်းမိမိအမှုရာတို့ကိုပြီးစီး၍ကိုလောကမဲ့အမှုရာတွေအားလုံးပြီးစီးသွားလို့ငြိမ်ဝစ်စွာနေရခြင်းကိုပြောချင်တာလက်တည်းအနာယူခြင်းနဲ့ဆိုရင်အလုပ်ပြီးဖို့လိုတယ်အာမင်ဟာလေလုယာဒီနေ့ဘုရားရှင်ဒီနေ့သင်တို့ကအနာရစေခြင်းအနာရစေခြင်းအနာရခြင်းထဲမှာလေကျွန်တော်ပြောမယ်ကောင်းကြီးရှိတယ်ကဲကျွန်တော်အစကနေစပြောမယ်ဒီမှာလေဟေဘရဲထဲမှာလေဟေဘရဲခန်းကြီးတိတ်ခန်းငယ်73မှာပါပြောလေတင်းဤရန်သူတို့ကိုတင်းဤခြေတင်ရငါချမထားမိတိုင်အောင်ငါလက်ရဖက်၌ထိုင်နေလော့ဟုဘုရားခင်ကပြောတယ်တင်းရဲ့ရန်သူတွေကိုတဲ့တင်းရဲ့ခြေတော်အောက်ဘုရားခြေတော်အောက်ချမထားမိတိုင်အောင်တဲ့ငါရဲ့လက်ရဖက်မှာထိုင်နေပါ
အင်္ဂလိပ်ကျမ်းစာမှာဆိုဒီလိုပြောတယ် sit at my right hand until I make your enemy a footstool for your feet တင်းရဲ့ခြေထောက်အောက်ကိုတင်းရဲ့ရန်သူမရောက်မလာမချင်းနဲ့မရောက်လာမိတိုင်အောင်မရောက်မလာမချင်းတင်းကဘာလုပ်ကြမလဲဆိုရင်ဘုရားသခင်လက်ရဖက်မှာထိုင်ပါဘုရားသခင်ပြောတာနော်တင်းရဲ့ရန်သူတွေဆုံးရှုံးဖို့တဲ့ဘုရားသခင်ကတင်းကိုယ်တိုင်ထပြီးတော့တိုက်ပါလို့မပြောဘူးတင်းရဲ့ရန်သူတွေတင်းချောင်းအောင်ရောက်လာဖို့အတွက်တင်းကိုယ်တိုင်အကြီးကျယ်စ조사ပြီးစက္ကပ်ပါလို့လည်းမပြောဘူးဘုရားသခင်ဘာပြောဆိုတင်းရဲ့ရန်သူတွေအားလုံးတင်းချောင်းအောင်ရောက်လာဖို့အတွက်ငါရဲ့လက်ဖက်မှာမင်းထိုင်နေ Hallelujah အင်္ဂလိပ်ကျမ်းစာတွေ sit at my right hand and until I make I ဘုရားကပြောတာငါကိုယ်တိုင် I make your enemy မင်းရန်သူတွေအားလုံးကိုငါကိုယ်တိုင်ချိန်မုံပေးမယ်သင်ထိုင်ရင်ဘုရားရှင်အလုပ်လုပ်လိမ့်မယ် if you rest God will walk ဒီမှာသင်ထိုင်တဲ့အချိန်မှာတဲ့ဘုရားရှင်အလုပ်လုပ်ပေးတယ်သင်နာတဲ့အချိန်မှာဘုရားရှင်အလုပ်လုပ်ပေးတယ်အာမင် Hallelujah သင်ဘုရားခင်လက်ရဖက်မှာငြိမ်ဝစ်စွာအနားယူခြင်းထဲမှာသင်ထိုင်တဲ့အခါမှာဘာဖြစ်လဲဆိုရင်ဘုရားသခင်ကသင်အတွက်စပြီးလုပ်ပေးတယ်။သင်ရဲ့ရန်သူတွေအားလုံးသင်ချေတော့အောင်ရောက်လာဖို့အတွက်ဘုရားသခင်ကိုယ်တိုင်တိုက်ပွဲဝင်ပေးတယ်။ Hallelujah. Hallelujah. သင်နာပါသင်ထိုင်နေကောင်းကောင်းထိုင်နေ That's why the title of my sermon is Rest Well and Sit Well. သင်ကောင်းကောင်းထိုင်ပြီသင်ကောင်းကောင်းနားပြီးကောင်းကောင်းထိုင်ပါဘယ်မှာထိုင်ရမလဲဘုရားခင်လက်ရဖက်မှာထိုင်သူရဲ့မျက်မှောက်တော်ထဲမှာသင်ထိုင်အနားယူခြင်းထဲမှာသင်သွားဘုရားရှင်သင်တော့အကုန်လုပ်ပေးမယ် I will make လို့ပြောတယ် You will make လို့မပြောဘူးမင်းငါလက်ရဖက်မှာမင်းထိုင်ပြီးတော့မင်းထလုပ်ပါလို့မပြောမင်းငါလက်ဖက်မှာမင်းအေးစေးထိုင်ငါမင်းရန်သူတွေအားလုံးငါချိန်မှုပေးမင်းပြဿနာတွေအားလုံးငါအကုန်ဖြေရှင်းပေးမယ်မင်းကြုံနေရတဲ့အားလုံးငါအကုန်တာဝန်ယူပေးမယ်မင်းကြုံနေမင်းဆက်ကမဲ့အကျွေးတွေအားလုံးငါဆက်ပေးမယ် Hallelujah သင်အနားယူတဲ့အခါမှာဘုရားခင်လည်းလုပ်တယ်ဟာဆရာထိုင်နေပြီးတော့အနားယူနေရင်လည်းဘုရားရှင်အလုပ်လုပ်လဲဆိုဟုတ်ပါမလားကျမ်းစာထဲမှာဒီလောကကြီးရဲ့ပထမအဆုံးလူသားဖြစ်တဲ့အာဒံကိုကျွန်တော်တစ်ချက်ကြည့်အောင်အာဒံကိုဘုရားခင်ကသူ့အတွက်အထောက်အမသူ့ကိုကူညီပေးမဲ့အထောက်အမဘုရားရှင်ကအာဒံအတွက်ကောင်းစွာသောအထောက်အမကိုပေးခြင်းတဲ့အခါမှာဘုရားရှင်ကအာဒံကိုဘာလုပ်လဲတလားကပောက်ကျန်ခန်းကြီးနှစ်ခန်းငယ်27နဲ့23မှာဘာပြောလဲဆိုရင်ဘုရားခင်ကလည်းအာဒံကိုကြီးစွာသောအိတ်ချင်းနဲ့အိတ်စေတယ်ဟာလေလုယာအာမင်ဘုရားခင်ကအာဒံအတွက်အေဝါကိုမဖန်ဆင်းခင်မှာဘုရားရှင်ကအာဒံကိုဘာလုပ်လဲဆိုတော့ဘာလုပ်ခိုင်းဆိုတော့အိတ်ခိုင်းတယ်ကြီးအဲ့တော့မကောင်းအဲ့တော့မကြီးစွာသောအိတ်ချင်းထဲမှာအိတ်ခိုင်းတယ်သူအာမင်အမအာဒံသူအိတ်တယ်အော်ကြီးစွာသောအိတ်ချင်းနဲ့သူအိတ်တဲ့ခါမှာအာဒံအထက်ကနေနိုင်ရုပ်ကိုထုတ်ပြီးတော့ဘုရားရှင်ကအာဒံအဖို့အာဒံကိုထောက်မပေးဖို့အထောက်အမဆိုတဲ့အေးဝါကိုဘုရားရှင်ကဖန်ဆင်းပြီးကဘာဦးကျန်ဒီဆက်ဆံချင်းမှာပဲလူသမိုင်းရဲ့ဆက်ဆံချင်းမှာပဲအနားယူတဲ့အချိန်မှာသင်အိတ်တဲ့အချိန်မှာဘုရားရှင်အလုပ်လုပ်ပြီးတယ်ဆိုတာကိုတွေ့ရတယ်အာဒံတို့ဘုရားရှင်ကအေဝါကိုဖန်ဆင်းဖို့အတွက်အာဒံကိုလိုက်ပြီးစူးစမ်းပြီးမရှာခိုင်းဘူးဘာလို့ခိုင်းလဲအိတ်ခိုင်းကြီးဆိုတော့အိတ်ချင်းနဲ့အိတ်ခိုင်းသင်အိတ်တဲ့အချိန်ကြမှာသင်ဟာသင်ရဲ့လှုပ်ဆောင်မှုတွေသင်လှုပ်ရှာလုပ်နေတဲ့နေရာတွေရက်ပြီးတော့အနားယူတဲ့အချိန်ကြမှာဘုရားရှင်စပြီးလှုပ်ရှားလို့ရတာအာမင်အာရန်အိတ်ပြီးတော့မှပဲဘုသူထွက်လာတယ်အေးမထွက်လာတယ်တဲ့အနားယူပါအာမင်အနားယူပါသင်ဘဝအတွက်အေးဝသင်လိုချင်တယ်ဆိုရင်သင်စူးစမ်းပြီးလိုက်ရှာဖို့မဟုတ်ဘူးဘာလို့ဖို့လဲအနားယူအာမင်အာဒံပဲမို့အာဗြဟံလည်းဒီတိုင်းပဲအာဗြဟံကဘုရားသခင်ကအာဗြဟံနဲ့ထာဝရဗြိဉ္ဉ်ကိုဖွဲ့ဖို့အတွက်လုပ်တဲ့အခါမှာဘုရားရှင်ဘာလို့လဲဆိုတော့အာဗြဟံကိုလေကြီးစွာအိတ်စေတယ်ကပောက်ကျန်ခန်းကြီး15ခန်းက27မှာတွေ့ရတယ်ဘုရားသခင်ကအာဗြဟံကိုကြီးစွာသောအိတ်ချင်းနဲ့အိတ်ခိုင်းပြီးတော့ဘုရားသခင်ကအာဗြဟံရဲ့အိမ်မက်ထဲမှာအာဗြဟံနဲ့တူဗြိဉ္ဉ်ပြုတယ်အာမင်ဘုရားသခင်ကအာဗြဟံနဲ့ဗြိဉ္ဉ်ပြုတဲ့အခါမှာအာဗြဟံနိုးနေတဲ့အချိန်မှာဗြိဉ္ဉ်မပြုဘူးအာဗြဟံအိတ်နေတဲ့အချိန်မှာဗြိဉ္ဉ်လာပြုတာအာမင်
တင်းငါအစင်ကောင်းကြည့်ပြီမယ်ထောင်ရကောင်းကြည့်တင်းကိုကောင်းကြည့်ပေးသူငါကောင်းကြည့်ပဲတင်းကိုချိန်ဆဲသူငါချိန်ဆဲမယ်ဆိုရင်ဘုရားသခင်ကအာဗြဟံကိုလုံးဝသူ့ရဲ့ covenant နဲ့သူ့ကိုလုံးဝဘယ်လိုပြောမလဲဟို bringing ဖွဲ့တဲ့အချိန်မှာအာဗြဟံဘုရားသခင်အာဗြဟံကိုဘာလို့ခိုင်းဆိုအိတ်ခိုင်းတယ်ကြီးဆိုတော့အိတ်ချင်းနဲ့အိတ်ခိုင်းတယ်ကြီးဆိုတော့အိတ်ချင်းနဲ့အာဗြဟံအိတ်တဲ့အခါမှာဘုရားရှင်ကဆင်းလာပြီးတော့အာဗြဟံနဲ့တူ bringing ပြုတယ်တင်းအနားယူတဲ့အချိန်မှာဘုရားရှင်တင်းရှိကိုလာပြီးတော့တင်းနဲ့တူ bringing ပြုတင်းကိုကောင်းကြီးပေးမယ်ဆိုတဲ့ bringing ပြုလိုက်ဟာလေလုယာတင်းကိုနော်လူမျိုးကြီးရဲ့ဖခင်ဖြစ်စေမယ်ဆိုတဲ့အဲ့ဒီဘုရားဂတိတော်နဲ့ဘုရားရှင်သူ့ကိုယ်တိုင်လာ bringing ပြုမယ်တင်းအရင်လှုပ်ရှားလှုပ်ခက်လှုပ်နေတဲ့အချိန်မှာဘုရားရှင်တင်းရှိမှလာပြီး bringing ပြုမှာမဟုတ်တင်းအနားယူနေတဲ့အချိန်မှာတင်းအိတ်ဆက်အနားယူနေတဲ့အချိန်အာဗြဟံလုံးဝကြီးဆိုတော့အိတ်ချင်းနဲ့အိတ်တဲ့အခါမှာဘုရားရှင်လာပြီးတော့ bringing ပြုတယ်အခုအာဗြဟံနဲ့ဘုရားသခင် bringing ပြုခဲ့တာဟာကအမှန်တမ်းပြောအာဗြဟံအိတ်နေရင်းနဲ့ bringing ပြုခဲ့တယ်အနားယူခြင်းနဲ့မှာ bringing ပြုခဲ့တဲ့အဲ့ဒီ bringing ရဲ့ကောင်းကြီးကအခုချိန်ထိIsrael လူမျိုးတွေကောင်းကြီးရဖို့ကြောင်းဖြစ်နေတယ်။အဲ့ဒီ Israel ဒီနေ့ဒီချိန်นี้ Israel လူမျိုးတွေကောင်းကြီးရဖို့ကြောင်းဖြစ်စေတဲ့အဲ့ဒီ bringing ကိုဘုရားသခင်ကဘယ်အချိန်မှာပြုလဲဆိုတော့ Abraham အိတ်တဲ့အချိန်မှာပြုတယ်။ Hallelujah ။ Abraham အိတ်ရနိုးနေတဲ့အချိန်မှာမပြုဘူး။ Abraham လှုပ်ရှားလုပ်နေတဲ့အချိန်မှာမပြုနားနေတဲ့အချိန်မှာဘုရားရှင်က bringing လာပြုတာ။ဒီနေ့သင်နားပါ။လောကကြီးကဘလောက်ပဲဖြစ်နေပါစေသင်အနားယူပါ။သင်နားတဲ့အချိန်မှာသင်အိတ်ဆက်နေတဲ့အချိန်မှာဘုရားရှင်သင်ရဲ့အိမ်မက်ထဲမှာတင်းနဲ့တူ bring လာဖြူမယ်အာဗြဟံလားဆိုလည်းမဟုတ်ဘူးယာကုပ်ရဲ့တက်တော်ကြည့်မယ်ဆိုလည်းဒီတိုင်းပဲအေတော့ကယာကုပ်ကိုလိုက်တက်ဖို့တဲ့ကြိုးစားတဲ့ခါမှာယာကုပ်ကဖခင်တော့သူရဲ့မိဘအိမ်ကနေထွက်ပြေးရတယ်ထွက်ပြေးတော့လမ်းခုလက်တခုမှာအရင်ပင်ပန်းတော့ကဲဒီညတော့ငါဒီမှာပဲအိတ်မယ်ဆိုပြီးတော့ကြောက်ကိုသူခေါင်းအောင်ပြီးတော့သူအိတ်တဲ့အချိန်မှာကဘောကျန်ခန်းကြီး28ခန်းက7ကနေ16မှာတွေ့ရတယ်လေကျွန်တော်ကျန်းစာတော်မဖတ်တော့ယာကုပ်ကအဲ့ဒီကြောက်ကိုခေါင်းအောင်ပြီးတော့အိတ်တဲ့အချိန်မှာယူပါရုံမဲ့အိမ်မက်ယူပါရုံမြင်မဲ့တယ်။ကောင်းကင်ပွင့်လင်းနေတဲ့အိမ်မက်ယူပါသူမြင်တယ်။ကောင်းကင်တမန်တွေကတက်လိုက်ဆင်းလိုက်လုံနေတဲ့အိမ်မက်ကိုလည်းမြင်ပြီးတော့ဘုရားရှင်ကသူ့ဘာပြောသလားငါမင်းကိုကောင်းကြီးပေးမယ်။ငါမင်းကိုလူမျိုးကြီးဖြစ်စေမယ်ဆိုပြီးတော့ဘုရားရှင်ကယာကုပ်ကိုဘယ်ချိန်မှလာပြီးကောင်းကြီးပေးတယ်တဲ့။ယာကုပ်အိတ်နေတဲ့ချိန်မှာလာပြီးကောင်းကြီးပေးယာကုပ်နားနေတဲ့အချိန်မှာယင်ဝစ်စွာအနားယူနေတဲ့အချိန်မှာဘုရားရှင်ကယာကုပ်ရှိလာပြီးတော့ကောင်းချီးပေးတယ်။အာမင်။အာမင် Praise the Lord Hallelujah ဒါကြောင့်သင်အာဒံအိတ်နေတဲ့အချိန်မှာဘုရားရှင်ကအေဝါကိုယူလာပေးတယ်။အေဝါကိုဘုရားရှင်ကဖန်ဆင်းပေးတယ်။အာမင်။အာဗြဟံအိတ်နေတဲ့အချိန်မှာဘုရားရှင်ကအာဗြဟံနဲ့တူပြင်လာဖွဲ့တယ်။ယာကုပ်အိတ်နေတဲ့အချိန်မှာဘုရားရှင်ကယာကုပ်ကိုကောင်းကြီးလာပြီးယာကုပ်ကိုဘုရားရှင်ကောင်းကြီးပေးတာတစ်ချက်လောက်ဖတ်ကြည့်အောင်နော်တင်းအဲ့ဒါကိုအသေးစိတ်သိချင်တယ်ကျွန်တော်အသေးစိတ်ပြောရင်တော့အချိန်ရမ်းကြာတော့မှဖြစ်တဲ့အတွက်ကျွန်တော်အခုကြမ်းညွှန်းနေကျွန်တော်ပြောထားပေးတယ်တင်းကိုနိုင်နော်စာငတ်တယ်ဆိုရင်တင်းကိုနိုင်လေ့လာပါကပောချန်ခန်းကြီး28ခန်းငယ်7ကနေ16မှာတွေ့ရတယ်အာမင်။ဘာပြောလဲသလားအခန်းငယ်14မှာအခန်းငယ်73မှာထောင်ရပြားဒီလေကားထက်၌ရက်နေတော်မူလဲငါဒီတင်းအဖအာဗြဟံဖေယအေးစိတ်ဖေယဖြစ်တီးဟုတော်ဘုရားထောင်ရပြားဖြစ်တင်းအိတ်တော်မြေကိုတင်းနဲ့တင်းဤအမျိုးနွယ်အားငါပေးမယ်။မင်းအိတ်နေတဲ့နေရာကိုလည်းငါမင်းရဲ့အမျိုးနွယ်ကိုငါပေးမယ်။ဟာအိတ်နေနေကောင်းကြီးရနေတာ။နားနေတဲ့ကောင်းကြီးရနေတာ။ဟုတ်ပဲ။ပြီးရင်အခန်းငယ်14မှာတင်းအမျိုးနွယ်ကလည်းမြေမုံကဲ့သို့များပြားမယ်ဟာတိုးပွားမယ်ဘုရားရှင်ကလာကောင်းကြီးပလင်းကြီးလာကောင်းကြီးဘယ်ချိန်မှာကောင်းကြီးပြည့်ဆိုယာကုပ်ကြိုးစားနေတဲ့ချိန်မှာလာကောင်းကြီးမပေးဘူးယာကုပ်နိုးနေတဲ့ချိန်ကောင်းကြီးလာမပေးဘူးဘယ်ချိန်လာကောင်းကြီးပြည့်ယာကုပ်အိတ်နေတဲ့ချိန်မှာဘုရားရှင်ကယာကုပ်လာပြီးကောင်းကြီးတင်းရဲ့အမျိုးနွယ်ကမြေမုံကဲ့သို့များပြားစီမယ်အရှိအနောက်တောင်မြောက်လေးညက်နာအရက်တို့ကိုနှံ့ပြားကြလိမ့်မယ်တင်းနဲ့တင်းအမျိုးနွယ်အဖြစ်လူမျိုးအပေါင်းတို့ကကောင်းကြီးရလိမ့်မယ်တင်းရဲ့အမျိုးနွယ်ပဲကောင်းကြီးရမှာမဟုတ်လေတင်းနဲ့တင်းအမျိုးနွယ်လူမျိုးအဖြစ်လူမျိုးအပေါင်းကကောင်းကြီးရမယ်ဟာဘုရားရှင်ပေးတဲ့သူ့ကိုကောင်းကြီးပေးတဲ့ဟာတွေကအကြီးကြီးတွေပဲပြီးရင်ခန်းငယ်15ပါဆိုငါဒီတင်းဖက်မှာရှိမယ်တဲ့ဒီနေ့တင်းဘုရားသခင်တင်းဖက်မှာရှိဖို့အတွက်တင်းအရင်စူးစမ်းမဆက်ကန်နဲ့အရင်မစူးစမ်းနဲ့အရင်မယုံကန်နဲ့တင်းအနားယူနေတဲ့ချိန်မှာပဲဘုရားရှင်တင်းတစ်ဖက်မှာငါရှိမယ်ဆိုတဲ့ကောင်းကြီးလာယာကုပ်အိတ်နေတဲ့ချိန်မှာအဲ့ဒီကောင်းကြီးကဘယ်ချိန်မှာလာယာကုပ်အိတ်နေတဲ့ချိန်မှာလာ
ငါတင့်ဖက်မှာရှိမယ်တင်တွားလီရမှာငါစောင့်ပါမယ်တင်ဘဲသွားငါစောင့်ပါမယ်ငါမင်းကိုစောင့်ရှောက်မယ် hallelujah praise the lord အဲ့ဒီကောင်းကြီးတွေပေးလဲပေးပြီးတော့ယာကုပ်ကနိုးလာစစ်တိစားကြည့်အခန်းငယ်16မှာယာကုပ်ဒီအိမ်ရမှာနိုးလာတယ်ကောင်းကြီးပေးပြီးတော့မှနိုးလာတာကျွန်တော်ပြောပြချင်တယ်ကောင်းကြီးကျွန်တော်ပြောပြချင်တယ် come on listen careful ကျွန်တော်ပြောပြချင်တယ်ကျွန်တော်ကိုယ်ကိုယ်ရဲ့ဖျားကလေကျွန်တော်ကိုယ်ကိုယ်ရဲ့ဖျားကတင်အရင်ဆုံးမလုပ်ခင်မှာတင်ကိုအရင်ဆုံးကောင်းကြီးပေးတယ်ဖျားဖြစ်တယ်ဟာပြန်ပြောမယ်တင်ဖျားအတွက်တစုံတစ်ခုမလုပ်ခင်မှာဘုရားရှင်ကတင်ကိုအရင်ဆုံးကောင်းကြီးပေးတယ်အာဗြဟံယာကုပ်မနိုးခင်မှာဘုရားရှင်ကယာကုပ်အရင်ဆုံးကောင်းကြီးပေးယာကုပ်ကိုဘုရားရှင်ကောင်းကြီးပေးပြီးတော့ယာကုပ်ကနိုးလာတယ်ဒါကြောင့်ကျွန်တော်ကကောင်းကြီးရဖို့အတွက်အသက်ရှင်နေခြင်းကမားတယ်ကျွန်တော်ကကောင်းကြီးရပြီးသားမို့လို့ကျွန်တော်ကဘုရားအတွက်လှုပ်နေတာကောင်းကြီးရပြီးသားဖြစ်လို့ကျွန်တော်ကဘုရားနိုင်ငံအတွက်ကျွန်တော်စိုက်ကပ်နေတာကောင်းကြီးရပြီးသားမို့လို့ကျွန်တော်ကကြိုးစားနေတာကောင်းကြီးရဖို့အတွက်ကြိုးစားနေတာမဟုတ်ဘူးယာကုပ်ကလည်းသူအိတ်နေတဲ့အချိန်မှာဘုရားရှင်သူ့ကိုကောင်းကြီးပေးတယ်ဘုရားရှင်သူ့ကိုကောင်းကြီးပေးပြီးတော့မှသူကနိုးလာပြီအာမင်ဟာလေလုယာအဲ့ဒီလိုပဲတင်ဟာလေလုယာတင်လေကောင်းကြီးဘုရားရှင်တင်ကိုပေးပြီးသွားလို့တင်ကနိုးလာပြီးတော့တင်ကကြိုးစားတာဖြစ်တယ်လှုပ်ဆောင်တာဖြစ်တယ်ဟာလေဒါကြောင့်ဒီနေ့တင်ကကောင်းကြီးရမ်းဖို့အတွက်အသက်ရှင်နေခြင်းကအဲ့ဒါဘုရားရဲ့ principle မဟုတ်ဘူးဘုရားခင်နှစ်သက်တဲ့အသက်တာလည်းမဟုတ်ဘူးတင်ကောင်းကြီးရပြီးသွားပြီဆိုတာတင်ကောင်းကောင်းတည်ပြီးတော့အသက်ရှင်ခြင်းကကြိုးစားနေခြင်းကလှုပ်ဆောင်နေခြင်းကဘုရားခင်နေတဲ့တက်တာဖြစ်တယ်။ဘုရားခင်တဲ့နေ့တင်ကိုသိစေချင်တာငါမင်းကိုကောင်းချီးပေးပြီးသွားပြီ။ဟာလေလုယာ။ဘာလို့မင်းကြိုးစားနိုင်တယ်လို့ငါ့ကောင်းချီးမင်းရမှာမဟုတ်ဘူး။ငါရဲ့ဂျေစုဂိယူနာတက်ကြောင့်ငါမင်းကိုငါကောင်းချီးပေးတာ။ဒီကောင်းချီးမင်္ဂလာတွေကိုမင်းရဲ့ကြိုးစားအားထုတ်မှုနဲ့ကြိုးစားပြီးရှာမယ်ဆိုရင်ဘယ်တော့မှမရနိုင်ဘူး။ဘာလို့ဒီငါရဲ့ရှီကလာမယ်အဲ့ဒီကောင်းချီးမင်္ဂလာတွေမင်းရဖို့အတွက်မင်းရဲ့ကြိုးစားမှုကမလုံလောက်ဘူး။ဒါကြောင့်ငါကမင်းကိုတက်ဂျေစုပြုတာ။ဒါကြောင့်မင်းကောင်းချီးငါမင်းကိုအရင်ဆုံးကောင်းချီးပေးမယ်ပြီးမှမင်းလုပ်ပါယာကုပ်နိုးလာဟာလေလုယာ praise the lord ယာကုပ်ကိုအာဗြဟံကိုလည်းဘုရားရှင်အိမ်မက်ထဲမှာကောင်းကြီးပေးတာအိမ်နေတဲ့ချိန်မှာကောင်းကြီးပေးတာပြီးတော့မှအာဗြဟံကနိုးလာဟာလေလုယာ praise the lord တင်နိုးလာတဲ့အချိန်မှာကောင်းကြီးတွေမြင်နေရပြီတင်အနားယူနေတဲ့အချိန်ကတင်ကောင်းကြီးရတဲ့ချိန်ဖြစ်တယ်ကျွန်တော်ပြောပြချင်တယ်တင်အနားယူနေတဲ့အချိန်ကတင်ကောင်းကြီးရတဲ့ချိန်ဖြစ်တယ်တင်အနားယူတဲ့အချိန်ကတင်ကိုဘုရားရှင်ကောင်းကြီးပေးတဲ့ချိန်ဖြစ်တယ်ဟာလေလုယာအာရန်ကသူနားနေတဲ့ချိန်သူအကြီးစွာအိတ်နေတဲ့ချိန်မှာသူကောင်းကြီးရနိုးလဲနိုးလောင်သူကောင်းကြီးသူမြင်နေရပြီသူအရှိမအေဝါကရောက်နေပြီတင်နိုးလာတဲ့ချိန်ကောင်းကြီးကတင်းရှိရောက်နေပြီ hallelujah praise the lord တင်နိုးလာတဲ့အချိန်မှာတင်းရှိမှာကောင်းကြီးကိုတင်မြင်ခြင်းနဲ့ဆိုရင်တင်ကအနားယူဖို့အရင်ဆုံးတင်နားဖို့လို့နားတဲ့အချိန်မှာတင်နားတဲ့အချိန်မှာဘုရားလွတ်လွတ်ပြီးတင်နားတဲ့အချိန်မှာဘုရားရှင်တင်ကောင်းကြီးပြီး praise the lord နားလေပါသလားအာမင်ဟာလေလုယာဒါကြောင့်ယာကုပ်အိတ်နေတဲ့ချိန်မှာဘုရားရှင်ယာကုပ်လာပြီးကောင်းကြီးယာကုပ်ပဲမဟုတ်ဘူးရှောလမုန်လည်းဒီတိုင်းပဲရှောလမုန်မင်းကြီးအိတ်နေတဲ့ချိန်မှာအိမ်မက်ထဲမှာတဲ့ဘုရားရှင်ကသူ့ကိုလာပြီးကောင်းကြီးပေးတယ်ဘုရားရှင်ကရှောမွေလာရဲ့ရှောလမုန်ရဲ့အိမ်မက်ရှောလမုန်ရဲ့နော်အိမ်မက်ထဲကိုလာပြီးတော့ဗာပြောဆိုမင်းကြိုက်တဲ့ဆုတောင်းဆိုပြီးလာပြောတယ်ကြည့်ပါမင်းကြိုက်တဲ့ဆုတောင်းဆိုတဲ့အဲ့ဒီကောင်းကြီးကိုဘုရားရှင်ကဘေးအိတ်စကားကိုဘေးရှင်မှာပြောတယ်သလားရှောလမုန်အိတ်နေတဲ့ချိန်မှာအိမ်မက်ထဲမှာလာပြောတာတော့ချာ तू နားနေတဲ့ချိန်သူ့ရဲ့ခန္ဓာသူ့ရဲ့ဒီခန္ဓာကိုယ်တစ်ခုလုံးကလုံးဝ rest ဖြစ်ပြီးတော့အနာဘယ်လိုပြောမလဲလုံးဝအနာရနေတဲ့အချိန်မှာဘုရားရှင်လာဘာပြောဆိုမင်းကြိုက်တဲ့ဆုတောင်းအကုန်ပေးမယ်အဲ့ဒီခါမှာဘာပြောလဲရှောလမုန်ကဘာပြောလဲကိုရောကျွန်တော်ကိုညံပညာပေးပါကိုရောကျွန်တော်ကိုဒီကိုရောရဲ့ဒီတိုးတွေကိုတရားများသားဆိုတာဖြောင်းမဲ့ဆိုတာတရားစီရင်နိုင်ဖို့အတွက်ကျွန်တော်ကိုညံပညာပေးပါလို့ရှောလမုန်တောင်းတဲ့အခါမှာဘုရားရှင်ကရှောလမုန်ရဲ့ဆုတောင်းတဲ့အဲ့ဒီဆုတောင်းတဲ့ကိုအယံတဘောကြတဲ့အခါမှာမင်းကတဲ့ရှေတော်တက်ကိုလည်းမတောင်းဘူးစီးစိမ်ဥစ္စာကိုလည်းမတောင်းရန်သူရဲ့တက်ကိုလည်းမတောင်းညံပညာကိုတောင်းတာဖြစ်တဲ့အတွက်မင်းမတောင်းတဲ့ဆုတွေအားလုံးလည်းငါပေးမယ်ဟာလေလုယာကြည်ပါ praise the lord ကျွန်တော်ပြချင်ညံပညာကဘယ်ထဲမှာရှိလဲအနာရခြင်းထဲမှာရှိတယ် rushing ထဲမှာတင် rush ထဲမှာမရှိဘူး peace ထဲမှာရှိတယ် wisdom က peace ထဲမှာရှိတယ်
Let me tell you one more time. Wisdom is in peace. Wisdom ဖျားသခင်ရဲ့ဉာဏ်ပညာကအနားယူခြင်းထဲမှာငြိမ်သက်ခြင်းထဲမှာရှိတယ်။လုတ်ခတ်ခြင်းထဲမှာမရှိဘူး။ rest ဖြစ်နေတဲ့ rest ထဲမှာမရှိဘူး။ရှုပ်ရှက်ခတ်နေတဲ့အရာထဲမှာမရှိဘူး။အနားရခြင်းထဲမှာဘုရားဉာဏ်ပညာရှိတယ်။ရှောလမုန်ကအဲ့ဒီဘယ်တော့မှသူဘဒူးနဲ့မှမတူတဲ့အဲ့ဒီဉာဏ်ပညာသူပင်ရှင်မှာရတယ်ဆိုသူအိတ်နေတဲ့အချိန်မှာရတာ။ तू အနားယူနေတဲ့အချိန်မှာအဲ့ဒီနော်အဲ့ဒီကြီးဆိုတော့ဉာဏ်ပညာကို तू ရတာဖြစ်တယ်။ဒါနဲ့တင်အနားယူနေတဲ့အချိန်ကတင် wisdom နဲ့ပြေးသွားတဲ့အချိန်ဖြစ်တယ်။တင်အနားယူလေတင် wisdom နဲ့ပို့ပြည့်လေ။ဒါရှောလမုန်မင်းကြီးလည်းဘုရားရှင်ကဘယ်အချိန်မှာလာပြီးကောင်းကြီးပေးတယ်။ तू နားနေတဲ့အချိန်မှာ तू အိတ်နေတဲ့အချိန်မှာလာကောင်းကြီးပေးတာ။ကြည့်ပါဦးဘုရားသခင်ကကြည့်ကျွန်တော် तू အိတ်နေတဲ့အချိန်မှာဘုရားရှင်လာကောင်းကြီးပေးလို့တယောက်ပြီးတယောက်ဆွဲထုတ်ရင်ဒီနေ့မှာကုံတော့အများကြီးပဲဘုရားရှင်ကလူကအနားရတဲ့အချိန်မှာပဲဘုရားရှင်ကလာပြီးသူ့ရှိကိုလာတွေ့ပြီးသူ့ကောင်းကြီးပေးတယ်။ကြောက်တဲ့နေ့တင်ကဘာဖြစ်လို့အနားယူဖို့အတွက်တင်မိတ်နေလဲ။နေ့တင်ကောင်းကြီးလိုချင်တယ်ဆိုရင်အနားယူခြင်းထဲမှာတင်တွာလာဖို့လို့အဲ့ဒါကြောင့်လေယောမနော်ဒီဟေဘဲထဲမှာဘာပြောလဲအဲ့ဒီအနားရခြင်းကောင်းကြီးမင်္ဂလာကမင်းတို့လက်ထဲမှာရှိပါလဲနဲ့မင်းတို့မခံစားမအောင်ငါစိုးရင်နေတဲ့ရှင်ဘောလို့ဟာလေလုယာဆရာတင်နေတဲ့ဒီငြိမ်ဝှက်ခြင်းချမ်းသာဆိုအဲ့အနားရခြင်းကောင်းကြီးမင်္ဂလာတဘောပေါက်တာမကြာသေးဘူးဒါပေမဲ့တဘောပေါက်တာမကြာသေးပေမဲ့လေနော်ကောင်းကြီးတွေကမနှဲသွားဘူးဆွမ်းပြောသလိုစောကြားရတိုင်းနဲ့ကောင်းကြီးရတာမဟုတ်ဘူးနောက်မှကြားရတဲ့လူကလည်းယုံကြည်ခြင်းရောနှောင်းရင်ကောင်းကြီးရတာဖြစ်တယ်ဆရာတင်တွေကဒီအနားရခြင်းကောင်းကြီးမင်္ဂလာကိုကြားတာမကြာသေးပေမဲ့လေအဲ့ဒါကိုကျွန်တော်ယုံတဲ့အခါမှာအဲ့ဒီအရာကကျွန်တော်သက်တာမှာတက်ဖြစ်လာကျွန်တော်အမှုတော်ထဲသွားတဲ့အခါမှာကျွန်တော်ဖက်ကစူးစမ်းအားထုတ်တာမဟုတ်ဘဲနဲ့အလိုလိုဖြစ်လာတဲ့ဘုရားသခင်ကိုယ်တိုင်အလုပ်လုပ်တဲ့အရာတွေအများကြီးကျွန်တော်မြင်တွေ့ရတယ်။ဘာလို့ဆိုကျွန်တော်နားတဲ့အချိန်မှာအဲ့အနားရခြင်းကောင်းကြီးမင်္ဂလာကျွန်တော်တဘောပေါက်သွားကျွန်တော်နားရင်ဘုရားအလုပ်လုပ်တဲ့ဆိုတဲ့တဘောတဘာဝကိုကျွန်တော်နားအဲ့ principle ကိုကျွန်တော်နားလေသွားတဲ့အခါမှာဘုရားရှင်ကအလုပ်လုပ်တာကျွန်တော်အရင်တော့ထပြီးတော့အလုပ်လုပ်ကျွန်တော်နိုးပြီးတော့ထပြီးတော့စူးစမ်းပြီးအလုပ်တဲ့အချိန်တုန်းကရလက်တဲ့ကျွန်တော်အနားယူခြင်းထဲမှာဘုရားရှင်အလုပ်လုပ်တဲ့အရာကပိုပြီးကြီးမားလို့ねရလက်ကပိုများတယ် Praise the Lord Amen အားလည်းနားခဲ့အားလည်းအိတ်နေတဲ့ချိန်မှာဘုရားရှင်ကသူ့တဲ့အေဝါကိုခေါ်လာပြီးအာဗြဟံလည်းထာဝရဘုရင်ကိုဘုရားရှင်ကဖွဲမဲ့အချိန်ဘယ်ချိန်မှာလာဖွဲဆိုအာဗြဟံအိတ်နေတဲ့ချိန်မှာလာဖွဲပြီးယာကုပ်လည်းဒီတိုင်းပဲယာကုပ်ကလည်းဘုရားရှင်ကကောင်းကြီးပေးခြင်းတဲ့ခါမှာသူ့ကိုအရင်ဆုံးအိတ်ခိုင်းတယ်သူအိတ်နေတဲ့ချိန်မှာလာပြီးကောင်းကြီးပေးတယ်ရှောလမုန်လည်းဒီတိုင်းပဲသူအိတ်နေတဲ့ချိန်မှာဘုရားရှင်ကသူ့လာပြီးကောင်းကြီးပေးတယ်ဒါကြောင့်ပြောရချင်တယ်ကျွန်တော်ပြောချင်တယ်နေ့တင်ကဘာမှလုပ်လို့မရဘဲနဲ့ငင်ဝိုးနေရတဲ့ကာလဆိုတာကလေဘုရားရှင်တင်းကိုဘာဖြစ်လို့လှုပ်ရှားမလှုပ်ခိုင်းမဲနဲ့ဘာဖြစ်လို့တင်းကိုငြိမ်ဝှက်ခြင်းထဲမှာဘုရားရှင်တချို့တွေကအရန်လှုပ်ခြင်းတယ်ဒါပေမဲ့ပြဿနာတွေကြောင့်ကိစ္စတစ်ခုခုကြောင့်ဘာလှုပ်ရမှမသိပြနဲ့အိမ်မှာထိုင်နေရတဲ့ချိန်ရှိတယ်အဲ့ထိုင်နေရတဲ့ချိန်ဆိုတာကဘုရားရှင်ကိုယ်တိုင်ပြင်ဆင်ထားတာဘာလို့ဆိုတော့တင်းကိုဘုရားရှင်ကကောင်းကြီးမပေးခင်မှာတင်းကိုအရင်ဆုံးအိတ်ခိုင်းတယ်တင်းကိုအရင်ဆုံးအနာရဖို့အတွက်တင်းဘာမှလှုပ်လို့မရတော့ဘူးဆိုတဲ့အခြေအနေထိဘုရားရှင်တင်းကိုထားတယ်အာဒန်တို့ဘုရားရှင်ကအေဝါကိုဖန်ဆင်းပေးခြင်းတဲ့အခါမှာအာဒန်ကိုဘုရားသခင်ကိုယ်တိုင်ပဲအာဒန်ကိုအိတ်ခိုင်းလိုက်တာအာဗြဟံလည်းဒီတိုင်းပဲအာဗြဟံကိုအဲ့ထာဝရဘုရင်ကိုဖွဲ့ခြင်းတဲ့အခါမှာဘုရားရှင်အာဗြဟံနဲ့တူအဲ့ဒီဘုရင်ဖွဲ့ခြင်းတဲ့အခါမှာဘုရားရှင်ကအာဗြဟံကိုကြီးဆိုတော့အိတ်ချင်းအိတ်ခိုင်းတာဘုရားသခင်ကိုယ်တိုင်အိတ်ခိုင်းတာနေတင်းသားထဲမှာလေဘုရားရှင်တင်းကိုကောင်းချီးပေးခြင်းနေပြီတင်းဘာလို့ဘာကြိုင်ရမသိပဲနဲ့နော်ဟိုရှေ့သွားမလားနောက်ဆုံးမသိပဲနဲ့ကြောင်ပိတ်နေတယ်ဒီချိန်မှာနားပဲနားနေရတယ်ဆိုရင်အဲ့ဒီအချိန်ကိုဘုရားရှင်ကိုယ်တိုင်ဖန်တီးထားတာဖြစ်တယ်ဟာလေလုယာကျွန်တော်ပြောချင်လောက်ဝက်ချက်ပဲပြောချင်ဘုရားရှင်တင်းကိုကောင်းကြီးပေးခြင်းတဲ့အခါမှာတင်းနဲ့ဘုရားရှင် bring in ဖွဲ့ခြင်းတဲ့အခါမှာဘုရားရှင်တင်းကိုကောင်းကြီးပေးခြင်းတဲ့အခါမှာတင်းကိုတိုးပွားစေခြင်းတဲ့အခါမှာဘုရားရှင်တင်းကိုဘာလို့ခိုင်းနေတယ်လဲဘုရားရှင်တင်းကိုဘာလို့တယ်လဲတင်းကိုအိတ်ခိုင်းတယ်တင်းကိုနားခိုင်းတယ်ဆရာတင်နေလည်းဘုရားရှင်ကောင်းကြီးမပေးခင်မှာဆရာတင်နေကိုဘုရားရှင်ဘာလို့ဆိုနားခိုင်းအိတ်ခိုင်းဟာလေလုယာ praise the Lord တင်နာပါတင်အခုနားနေရတယ်ဆိုရင်အဲ့ဒါကဘုရားရှင်တင်ကောင်းကြီးပေးခြင်းတော့ဖြစ်တယ်လူတွေကဒီဘာသာတရားကတော့တင်စူးစမ်းရင်ကောင်းကြီးရမယ်တင်စူးစမ်းမှအားထုတ်မှတင်ဖက်ကအကောင်းဆုံးအသက်ရှင်နိုင်မှဘုရားကကောင်းကြီးပေးမယ်ဆိုတဲ့အဲ့ဒီအသွေးခေါ် mindset ကအဲ့ဘာသာရဲ့ mindset ဖြစ်တယ်ဒါပေမဲ့ဘုရားကတော့အဲ့ဒီလိုမဟုတ်ဘူးကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားကကျွန်တော်ပြောချင်တယ် Christian ဆိုတာက is not a religion အဲ့ဒါက
ဘာသာရေးမဟုတ်ဘူး relationship with God ဘုရားသခင်နဲ့ relationship ဖြစ်တယ်ကျွန်တော်ကိုးကွယ်တဲ့ဘုရားကလည်းတင်လုံးမတင်ကိုကောင်းကြီးပေးခြင်းနဲ့ဘုရားမဟုတ်တင်မလုံးနိုင်ပူကောင်းကြီးပေးခြင်းနဲ့ဘုရားဖြစ်တယ် hallelujah praise the lord တော့နားပါအာဒန်လည်းအိတ်ခဲ့တယ်အာဒန်ဘောမှာကောင်းကြီးအရာဆုံးချိန်ကအိတ်တဲ့ချိန်ဖြစ်တယ်အာဗြဟံရဲ့ဘောမှာကောင်းကြီးအရာဆုံးချိန်ထာဝရဘုရင်ကိုလာဖွဲ့တဲ့ချိန်အာဗြဟံအိတ်တဲ့ချိန်ဖြစ်တယ်ယာကုပ်ကိုလည်းဘုရားရှင်လာပြီးဘုရင်ဖွဲ့တဲ့ချိန်လာပြီးကောင်းကြီးပေးတယ်သူ့ရဲ့ဆွေစဉ်မျိုးဆက်သားသမီးအားလုံးကိုကောင်းကြီးပေးမယ်ဆိုတော့အဲ့ကောင်းကြီးမင်္ဂလာသူပေးခြင်းမှာရခဲ့ဆိုသူအိတ်တဲ့ချိန်မှာရခဲ့တာရှောလမုန်လည်းဒီတိုင်းပဲတခါမှမရှိလာတော့မယ်အဲ့ဒီဉာဏ်ပညာကိုသူကဘယ်ချိန်မှာရခဲ့လဲဆိုရင်အိတ်တဲ့ချိန်မှာရခဲ့တယ်နေ့တင်ဟာလေလုယာတင်အနားယူတဲ့ချိန်မှာတင်ပေါ်ရဲ့အာဒန်အေဝါကတင်ရှိရောက်လာမယ်တင်အနားယူတဲ့အချိန်မှာဘုရားရှင်တင်တဲ့ဘရင်လာဖွဲ့မယ်တင်အနားယူတဲ့အချိန်မှာဘုရားရှင်တင်တဲ့ကိုကောင်းကြီးပေးမယ်နေ့တင်အနားယူတဲ့အချိန်မှာဘုရားရှင်တင်တဲ့ကိုဉာဏ်ပညာပေးမယ်ကျွန်တော်တော့နားလေသွားတယ်ဟာလေလုယာနားပါအနားယူခြင်းထဲမှာကောင်းကြီးရှိတယ်အနားယူခြင်းထဲမှာဉာဏ်ပညာရှိတယ်အနားယူခြင်းထဲမှာ brain ရှိတယ်အနားယူခြင်းထဲမှာသင်ဘွားရဲ့အနာဂတ်လက်သွဲဖို့သင်ဘွားအတွက်အရေးကြီးတဲ့နော် resources တွေရှိတယ်အနားယူခြင်းထဲမှာအဲ့ဒါဒီမှာရှိတဲ့အောင်ချင်းစတယ်ဘုရားရှင်တင်တဲ့ကိုအိတ်ခိုင်းပါစေအာမင်ဘုရားရှင်ကအာဒံကိုကြီးဆိုတော့အိတ်ချင်းနဲ့အိတ်ခိုင်းစီတကယ်တော့ပဲဒီနေ့ဒီမှာရှိတဲ့ဒီ life မှာကြီးတဲ့အောင်ချင်းစတယ်လည်းဘုရားရှင်ကြီးဆိုတော့အိတ်ချင်းနဲ့အိတ်ခိုင်းပါစေကြီးဆိုတော့အနားယူခြင်းထဲမှာဘုရားရှင်တင်တဲ့ကိုခေါ်ဆောင်ပါစေဟာလေလုယာဟာလေလုယာကောင်းကြီးရပါသလားအာမင်ဟာလေလုယာအာမင်ဒါကြောင့်မလို့ယောမဟေဘရဲထဲမှာပြောလဲ sit at my right hand ငါရဲ့လက်ဖက်မှာမင်းထိုင်ငါလက်ဖက်မှာမင်းထိုင်ဟာလေလုယာမင်းငါရဲ့လက်ဖက်မှာမင်းထိုင်နေဆိုရင်မင်းငါရဲ့လက်ရဖက်မှာမင်းအနားယူတယ်ဆိုရင်ငါမင်းရဲ့ရန်သူတွေအားလုံးငါချေမှုန်းပေးမယ်။ဒီနေ့တင်းပွားမှာကျွန်တော်တယောက်နဲ့တယောက်ရန်သူချင်းမတူကြပါဘူး။ကျွန်တော်ရင်ဆိုင်နေရတဲ့ရန်သူကိုယ်စီရှိမယ်။ဒါပေမဲ့တင်းရန်သူမတူတာကအရင်မကြီးပြဿနာမဟုတ်ဘူး။တင်းရန်သူကြီးလားသေးလားကလည်းပြဿနာမဟုတ်ဘူး။တင်းနားလားမနားလားကအရေးကြီးတယ်။တင်းနားရင်ဘုရားခင်လက်ရဖက်မှာတင်းထိုင်ရင်တင်းအနားယူရင်ဘုရားရှင်လုပ်ပေးမယ်။တင်းအနားယူရင်တင်ရန်သူတွေအားလုံးဖျားရှင်ချိန်မှုပေးမယ်။တင်ရန်သူတွေအားလုံးတင်ချေတော့အောက်ကိုဖျားရှင်ပို့ဆောင်ပေးမယ်။သူကိုယ်တိုင်ပို့ဆောင်ပေးမှာ။ဒါကြောင့် if you rest God will walk hallelujah တင်နားရင်ဖျားအလုပ်လုပ်မယ်။မတင်လုံနေတယ်ဆိုတော့ဖျားနားလိမ့်မယ်။ကျွန်တော်ဘဝမှာတချို့တော့ breakthrough တွေကကျွန်တော်ဘဝရဲ့တချို့တော့ breakthrough တွေကကျွန်တော်နားနေတဲ့ချိန်မှာဖြစ်သွားတဲ့ breakthrough တွေဖြစ်တယ်။ကျွန်တော်စူးစမ်းနေရင်စူးစမ်းရင်စက္ကန့်ရင်နဲ့ဖြစ်လာတဲ့ breakthrough တဲ့ အနားယူချင်းထဲမှာသွားလာရင်းနဲ့ဖြစ်လာတဲ့ breakthrough ကပိုများတယ်ပြီးအဲ့ breakthrough ကလည်းပိုပြီးထိရောက်မှုပိုပြီးရှိတော့ပိုပြီးတော့လည်းတိတ်ရောက်မှုပိုကြီးမားတယ်ကျွန်တော်ဒီတရားကိုကျွန်တော်ဟောတာကျွန်တော်အသက်တာထဲမှာတတ်သိဖြစ်လို့ကျွန်တော်ဟောနေတာ hallelujah ဒါဆိုတင်နားစမ်းပါနားပါအာမင် praise the Lord hallelujah praise the Lord တင်နာပါ amen hallelujah ကျမ်းပတ်တဲ့ဘက်မှာဘယ်လိုပြောလဲဆိုရင်အနားယူခြင်းဆိုတာပါလေအနားယူတယ်ဆိုတာကလေအဘယ်အမှုကိုများစိုးရင်ပူပန်ခြင်းမရှိတာအဘယ်မှုကစိုးရင်ပူပန်ခြင်းမရှိတင်ဟာဘယ်ချိန်မှာအနားယူခြင်းကိုတင်တဘောပေါက်သွားမလဲဆိုရင်ကျွန်တော်ပြချင်တယ်အနားယူတယ်ဆိုတာကအမြင်နဲ့မှတ်ထားပါအလုတ်ပြီးသွားအောင်ပဲနားနိုင်တယ်လူကအလုတ်မပြီးသေးဘဲနဲ့အလုတ်အနားမနားနိုင်တင်မနဲ့ကူညငါအလုတ်လုံနေတဲ့အချိန်သွေးမှာတင်နားလို့မရအောင်နားရင်တင်တန်ခက်ခံရမှာ fine လာမှာဒါပေမဲ့အလုတ်ပြီးသွားရင်မနဲ့ကိုညငါအလုတ်ပြီးသွားလို့ပြီးသွားရင်ပြီးသွားတဲ့အချိန်မှာအနားယူခြင်းကတော့စိတ်လဲ
အမောပြေတယ်လို့အဲ့အနားယူခြင်းကအတိတ်ပဲလေရှိတယ်အလုတ်ချင်းအလုတ်မပြီးသေးမနဲ့နားနေခြင်းကဒီနေ့သင်ကိုဆိုးကျိုးတွေဖြစ်စေတယ်ဒါပေမဲ့အလုတ်ပြီးသွားလို့အနားယူခြင်းကတော့သင်ကိုကောင်းချီးဖြစ်စေတယ်အာမင်ဆိုတော့အနားယူအဲ့အနားယူပါလို့ကျွန်တော်ကဘာဖြစ်လို့ပြောလဲဆိုရင်ဒီမှာအခန်းငယ်နော်ဒီဟေဘရဲထဲမှာဟေဘရဲခန်းကြီးလေခန်းငယ်30မှာအလုတ်မပြီးရင်နားလို့မရဘူးဆိုတာအမြဲတမ်းမှတ်ထားပါဖျားသခင်နေမိမိအမှုရာတို့ကိုပြီးစီး၍ငြိမ်ဝှက်စွာနေတော်မူသည်နည်းသူထိုချမ်းသာထဲသို့ဝင်ရသောသူတွေလည်းမိမိအမှုရာတို့ကိုပြီးစီး၍ငြိမ်ဝှက်စွာနေရထိုချမ်းသာထဲသို့ဝင်ရသောသူတို့ကတဲ့မိမိအမှုရာတို့ကိုပြီးစီး၍ငြိမ်ဝှက်စွာနေရတယ်ပြီးစီးသွားလို့သူလုံးရမယ့်အလုပ်တွေအားလုံးသူလုံးရမယ့်အမှုကိစ္စအမှုရာတွေအားလုံးပြီးသွားလို့သူငြိမ်ဝှက်စွာနားတာကျွန်တော်ကဘာဖြစ်လို့ဒီအနားယူခြင်းကိုကျွန်တော်ဘာဖြစ်လို့ဟောလဲဆိုတော့ကျွန်တော်လောက်ကမဲ့အမှုရာတွေအားလုံးပြီးသွားပြီအားဆရာဟုတ်တယ်ဆရာတင်နဲ့လောကမဲ့လို့တွေအများကြီးကြံပါသေးတယ်ဆရာတင်နဲ့အလုပ်ကပြီးသေးတာဟုတ်လို့လားကျွန်တော်ပြောချင်တယ်အမှုပြီးသွားပြီအာမင်အမှုပြီးသွားပြီတင်နဲ့ကျွန်တော်ရဲ့အမှုရာတွေအားလုံးကိုဘယ်သူကပြီးစီးစေခဲ့တယ်လားကားတိုင်ပေါ်မှာယေရှုကပြီးစီးစေခဲ့တယ်ယေရှုကသူအသက်တော်ကိုမဆုံးခင်မှာသူဘာပြောသွားလဲ It is finished tetelestai it is finished အမှုပြီးပြီဆိုပြီးသူကြေညာခဲ့သူအမှုပြီးပြီလို့သူကြေညာခဲ့တာသူလောက်ကမဲ့အလုပ်ပြီးသွားလို့ကြေညာတာပဲမဟုတ်ဘဲနဲ့တင်နဲ့ကျွန်တော်လောက်ကမဲ့အမှုရာတွေအားလုံးကိုယေရှုကသူကားတိုင်ပေါ်မှာကိုးစားပြီးစီးစွာလှုပ်ဆောင်ပေးပြီးသွားတဲ့အခါမှာသူက it is finished အမှုပြီးသွားပြီ hallelujah hallelujah ကျွန်တော်ပြောချင်တယ်ထောင်ရအသိရဖို့အတွက်ဒီနေ့တင်ရဘုရားရဲ့စကားကိုစုံလင်စွာနားထောင်ရတယ်စုံလင်စွာနားထောင်ရတယ်စုံလင်စွာနားမထောင်ဘဲနဲ့ဒီနေ့တင်ထောင်ရသက်မရနိုင်ဘူးဒါပေမဲ့တင်တဲ့ကျွန်တော်ကဘုရားသခင်ရဲ့စကားကိုစုံလင်စွာနားမထောင်နိုင်ဘဲနဲ့ဘာလို့အဲ့ထောင်ရသက်ဆိုတဲ့ကဲတင်ခြင်းကိုဘာလို့ရနိုင်အဲ့ထောင်ရသက်ကိုဘာလို့ရနိုင်လဲဆိုရင်ယေရှုရဲ့အမှုပြီးစီးစွာလှုပ်ဆောင်ခြင်းကိုကျွန်တော်ကယုံလို့ကျွန်တော်ကထောင်ရသက်ရတာအာမင်ယုံရင်ရမယ်ဆိုတော့ပြောတယ်အဲ့ဒီသတင်းကောင်းစကားကိုအရှိကလူတွေကဟိုးတမဟောင်းခေတ်ကလူတွေကအရင်ဆုံးကြားရပေမဲ့လေယုံကြည်ခြင်းနဲ့မယောတော့တဲ့ခါမှာအကျိုးမသက်ရဘူးလေဒါပေမဲ့ဒီနေ့သင်ကကျွန်တော်ကအဲ့ဒီသတင်းကောင်းစကားကိုကျွန်တော်ကအိုးရှေ့ခေတ်ကလူတွေကဲတော့အရင်ဆုံးမကြားရပေမဲ့လေအခုနောက်မှကြားတဲ့ဆိုရင်တော့မှဒီနေ့သင်ကယုံကြည်ခြင်းယောတော့တယ်ဆိုရင်အဲ့ဒီအနာရခြင်းကောင်းခြင်းမင်္ဂလာသင်သားတဲ့မှာအကျိုးသက်ရောက်လာမှာဖြစ်တယ် hallelujah praise the lord amen ယေရှုက tetelestai it is finished လို့သူကြေညာခဲ့တယ်ကျွန်တော်ပြောချင်တယ်နော် it is finished ဆိုတဲ့အဓိပ္ပာယ်ပါတယ် tetelestai Greek လို့ဆိုရင် tetelestai လို့ခေါ်တယ် tetelestai ဆိုတဲ့အဓိပ္ပာယ်က Greek တွေကသူတို့တိုက်ပွဲတစ်ပွဲကိုသူတို့ကအောင်မြင်စွာတိုက်ပြီးပြီဆိုရင်သူတို့တိုက်ပွဲတစ်ပွဲတိုက်နေတဲ့အချိန်မှာဒီတိုက်ပွဲမနိုင်သေးတဲ့နိုင်ပြီးသွားပြီဆိုရင်သူက tetelestai လို့ခေါ်တယ်တိုက်ပွဲတိုက်နေရင်းနဲ့ tetelestai လို့သူတို့မပြောရအောင်ပြီးသွားမှတိုက်ပွဲတိုက်တာပြီးလို့နိုင်သွားပြီဆိုမှtetelestaiလို့ပြောရတယ်တိုက်ပွဲရှုံးရင်လည်း tetelestaiလို့ပြောလို့မရတိုက်ပွဲနိုင်သွားပြီအောင်သွားပြီဆိုမှ tetelestaiလို့ပြောရတယ်။တင်နဲ့ကျွန်တော်တို့ယေရှုကကားတယ်မှာအသက်တော်မဆုံးခင်မှာ tetelestaiလို့သူပြောတော့ခဲ့။အဲ့ tetelestai ဆိုတဲ့အဓိပ္ပာယ်ပါလေ။တင်နဲ့ကျွန်တော်တိုက်ကြမဲ့တိုက်ပွဲတွေအားလုံးကိုယေရှုကအောင်မြင်စွာတိုက်ပေးပြီးသွားတဲ့ခါမှာသူ tetelestai သူကြီးညာခဲ့တာ။ဆိုတော့ဒီတင်တိုက်ပွဲတွေအားလုံးကိုယေရှုကအကုန်အောင်မြင်စွာတိုက်ခဲ့ပြီးပြီဖြစ်တဲ့အတွက်တင်ဘာမှတိုက်စရာမလိုတော့ဘူး။တင်အနားယူရုံပဲကျန်တော့တယ်အကယ်၍ယေရှုကကားတိုင်းမှာကျွန်တော်တိုက်ရမယ့်တိုက်ပွဲတွေအားလုံးကိုအောင်မြင်စွာမတိုက်ပြီးခဲ့ဘူးဆိုရင်ကျွန်တော်ကဒီအချိန်မှာအဲ့ဒီအနားရခြင်းကောင်းခြင်းမင်္ဂလာကျွန်တော်တို့မဟုတ်ဘူးကျွန်တော်ကလည်းတိုက်နေရအောင်ပါဒါပေမဲ့ဂျေဇုတော်ကပါလေကျွန်တော်တို့မတိုက်နိုင်တဲ့တိုက်ပွဲတွေအားလုံးကိုယေရှုကကားတိုင်းမှာသူကိုယ်တိုင်တိုက်ပြီးခြင်းအားဖြင့်ကျွန်တော်ကအဲ့အနားရခြင်းကောင်းခြင်းမင်္ဂလာကိုကျွန်တော်ခံစားခွင့်ရလာတယ်ဂျေဇုတော်တက်ကြောင့်ဖြစ်တယ်တင်ယုံရင်အနားရခြင်းကောင်းခြင်းမင်္ဂလာကတင်သွဲဖြစ်တယ်ကျွန်တော်ကတော့ယုံတယ်ကျွန်တော်နားလေဘုရားကျွန်တော်ကိုကောင်းကြီးပေးတယ်ဆိုတော့ကျွန်တော်ယုံတယ်ယုံတာဖြစ်တဲ့ဘုရားကျွန်တော်နားတဲ့အချိန်တိုင်းမှာဘုရားကျွန်တော်ကိုကောင်းကြီးပေးတယ်ဟာလေလုယာဘာလို့ဆိုကျွန်တော်ရဲ့အမှုကိစ္စအားလုံးကိုကျွန်တော်ကတော့ပြီးစီးအောင်မလုပ်နိုင်ဘူးကျွန်တော်လောက်ကမဲ့အမှုရာတွေအားလုံးကိုကျွန်တော်ကပြီးစီးအောင်မလုပ်နိုင်ဘူးဆိုတာကိုဖေယားကတီးလို့သူ့ရဲ့သားတော်ကိုဆေးလုပ်ခဲ့တာသူ့ရဲ့သားတော်ဖြစ်တဲ့ယေရှုကကျွန်တော်မလုပ်နိုင်တဲ့ကျွန်တော်ပြီးစီးစွာမလုပ်နိုင်တဲ့အမှုရာတွေအားလုံးကိုသူကကားတိုင်ပေါ်မှာပြီးစီးစွာလှုပ်ဆောင်ပေးခြင်းအပြင်ကျွန်တော်အမှုရာတွေအားလုံးလည်းပြီးသွားပြီ
ဆိုပြီးတော့ဖြစ်တော့ကျွန်တော်နားယုံမယ်ကြံတော့တယ်အာလာဒီဘာလို့လှုပ်ချင်နေသေးလဲပြီးသွားပြီးမှတင်တိုက်ပွဲအောင်သွားပြီးမှတင်ထားတိုက်ချင်လို့မရဘူးလေအာမင်တိုက်ပွဲဆိုတော့ကမပြီးခင်မှာတိုက်ကြတာပြီးတော့မှထားတိုက်ချင်လို့မရဘူးပြီးတော့မှ passionate ဖြစ်ပြီးတိုက်လို့မရဘူးခုကျိုးယုံကြည်သူတွေကတိုက်ပွဲပြီးတော့မှတိုက်ချင်နေကြတယ် come on no ပြီးသွားပြီတိုက်စရာမလိုတော့တင်တိုက်ပွဲပြီးသွားပြီဆိုတော့တင်တိဖို့ပဲလိုတယ်အဲ့တိုက်ပွဲကိစ္စနဲ့ပတ်သက်ပြီးအဲ့အမှုရာတွေအားလုံးပြီးသွားပြီဆိုတော့တင်တိတဲ့တနေ့အဲ့နေ့ကတင်အနာရနေပဲဒုတိယကမ္ဘာစစ်မှာဂျပန်စစ်သားတယောက်ကဒုတိယကမ္ဘာစစ်ပြီးသွားတာကို तू မသိဘဲနဲ့1945မှာဒုတိယကမ္ဘာစစ်ပြီးသွားတယ်ဒါပေမဲ့အဲ့ဒီဂျပန်စစ်သားကဒုတိယကမ္ဘာစစ်ပြီးသွားတာကို तू မသိလို့သူ့ရဲ့ဘဝတစ်လျှောက်လုံး तू စစ်တိုက်ပွဲဝင်နေတယ်တိုက်ပွဲပြီးသွားတော့ကို तू မသိဘဲနဲ့ तू တိုက်ပွဲတိုက်စစ်တိုက်နေအဲ့ကြောင့်လူတွေကသူ့ကြည့်တဲ့အခါမှာဟာဒီတယောက်ဘာလုပ်နေရလဲကြောက်ရွံ့နဲ့လူတွေကိုတွေ့တဲ့အခါမှာလဲဟိုကြောက်ဟိုပုံဒီပုံနဲ့လူတွေကိုလည်းလိုက်တက်လိုက်နဲ့လုပ်နေတာဘာလို့ဆိုတော့စစ်ပွဲပြီးသွားရင် World War II ကပြီးသွားပြီဒုတိယကမ္ဘာစစ်ပြီးသွားပြီဆိုတော့အဲ့သတင်းကောင်းကို तू မကြားသေးတဲ့အခါမှာသူ့ရဲ့ဘဝတစ်လျှောက်လုံး तू ဘာလုပ်လဲဆိုတော့စစ်ပွဲဝင်နေတယ်တိုက်ပွဲပြီးသွားတော့မှ तू ဆက်ပြီးတိုက်နေတော့အခုယုံကြည်သူတော်တော်များအဲ့လိုဖြစ်နေကားတိုင်းပေါ်မှာတိုက်ပွဲပြီးသွားပြီ the war is over but we don't know it we don't believe that the war is over တိုက်ပွဲတွေကပြီးသွားပြီဆိုတော့ကျွန်တော်မယုံတဲ့အခါမှာကျွန်တော်အခုချိန်နေကျွန်တော်အပင်ဘက်ခံပြီးတိုက်နေရတာအမှန်တမ်းပြောရင်တိုက်ပွဲတင်စင်သားကြီးအဲ့ဂျပန်စစ်သားလောက်တုံးတာသူပဲရှိတယ်သူဘွားလောက်နစ်နာတာသူပဲရှိတယ်တိုက်ပွဲပြီးသွားတာတောင်မှသူကဒုက္ခပေါင်းကိုသူဒုက္ခစင်းရဲချင်းအပေါင်းစုခံပြီးတော့သူ့ဘွားတစ်ရှောင်းလုံးသူကတိုက်ပွဲဝင်နေတယ်တိုက်စရာလူလည်းမရှိတော့ဘဲသူရှေ့ရှောက်လိုက်တိုက်နေတယ်ဘာဖြစ်လို့လဲတိုက်ပွဲပြီးသွားပြီဆိုတော့အဲ့သတင်းကောင်းစကားကိုသူမသိလို့အခုယုံကြည်သူတွေကြတော့မသိတာမဟုတ်ဘူးသိတယ်ဒါပေမဲ့ယုံကြည်ခြင်းနဲ့မရောတော့တဲ့အခါမှာတိုက်နေရတော့အဲ့ဒါကြောင့်အဲ့အနာရခြင်းတွေမှာသွားလို့မရတာဟာလေလုယာတိုက်ပွဲပြီးသွားပြီမတိုက်နဲ့တော့ကျွန်တော်အဲ့ဒီဂျပန်စစ်သားကိုကျွန်တော်အယံတနာတယ်သူများတွေတော့တိုက်ပွဲပြီးသွားပြီဆိုတဲ့ဟာကိုကြားတဲ့အခါမှာသတင်းဝင်ကြားတဲ့အခါမှာပြောနေကြတာကိုမိသားစုနဲ့ကိုပျော်ပါပြီးတော့ဘွားတစ်ခုကိုနော်အေးစေးအနာရခြင်းထဲမှာတိဆောက်နေကြတာဒါပေမဲ့သူကတော့အဲ့ဒီတောတွေခြုံပုတ်တွေကြားထဲမှာသူဘွားတစ်လျှောက်လုံးကစူးစမ်းပန်းစားနဲ့တိုက်ပွဲဝင်နေရတယ်ရန်သူလည်းမရှိဘဲနဲ့တိုက်ပွဲဝင်နေရတယ်ကြည့်ပါဦးသူ့ဘွားကဘလောက်တနာဖို့ကောင်းလဲသူ့ဘွားကလည်းအဓိပ္ပာယ်မရှိခဲ့တိုက်ပွဲပြီးသွားတာကို तू မသိဘဲနဲ့တိုက်ပွဲဝင်နေရတဲ့ဘွားက तू ဘလောက်ပဲစူးစမ်းပြီးအသက်ရှင်နေပါစေ तू ဘလောက်ပဲတောတွေတောင်တွေကြားထဲမှာအစာငတ်ပြီးဘလောက်နေပါစေသူ့ရဲ့တိုက်ပွဲဝင်ခြင်းအဓိပ္ပာယ်ရှိလားမရှိတော့ဘူးဘာလို့ဆိုတိုက်ပွဲပြီးသွားလို့ဒါပေမဲ့တိုက်ပွဲတိုက်နေတဲ့အချိန်မှာတော့ तू ပေးရတဲ့အဖိုးအခါတွေကတော့အဓိပ္ပာယ်ရှိတယ်ဒါပေမဲ့တိုက်ပွဲပြီးသွားတဲ့အချိန်မှာ तू ခံရတဲ့ तू နော်ဘာလို့ဆို तू တောတွေတောင်တွေကြားထဲမှာ तू ရေတွေလည်းခဏငတ်မှာပဲစားဆိုင်လဲ तू ငတ်ပြီးတော့ तू ဟိုပုံးဒီပုံးနဲ့ပဲကြောက်ရွံ့နေ तू အမြဲတမ်းသွားလာနေရမှာဆိုတော့ तू ဘောကိုကြည့်ပါဘယ်လောက်ထိအတိတ်ပဲမဲ့နေကြော်ပြချင်တယ် I'm here to tell you good news နော်ကျွန်တော်ဒီ live ကိုကျွန်တော်လွတ်လာကျွန်တော်သတင်းကောင်းကိုပြောချင်အဲ့ဒါပါ the war is over တိုက်ပွဲပြီးသွားပြီဆိုရင်ပါလေငြိမ်ဝစ်စွာနေဖို့ပဲကြံတော့တယ်အဲ့ကြောင့်ယောဟေဘရဲခန်းကြီး၄ခန်းနဲ့စမှာပါပြောတယ်တင်လောက်ကမဲ့မှုရတွေအားလုံးကိုတင်ပြီးစီး၍ငြိမ်ဝစ်စွာနေချင်းကောင်းကြီးကိုပုံဆောင်တာဖြစ်တယ်အဲ့ချမ်းသာဆိုတာဟာလေလုယာမိမိအမှုရတို့ကိုပြီးစီးစေ၍ငြိမ်ဝစ်စွာနေရခြင်းကိုပြောတယ်တင်တိုက်ကမဲ့တိုက်ပွဲတွေအားလုံးယေရှုကပြီးစီးစေခဲ့ပြီကားတိုင်းမှာဟာလေလုယာကြိုးရခြင်းတင်လောက်ကမဲ့အမှုရတွေအားလုံးကိုလေယေရှုကသူ့ကိုယ်သူတစ်ကြိမ် sacrifice လုပ်ခြင်းအပြင်အကုန်ပြီးစီးစေခဲ့တယ်တင်လောက်ကမဲ့အရာတွေကိုလေဖျားသခင်ရှိမှတင်လောက်ကမဲ့အဝတ်တရားတာဝန်တွေကိုလေတင်ဟာပြီးစီးအောင်တင်မလုပ်နိုင်ဘူးဘလောက်ပဲတင်စူးစမ်းပြီးလုပ်ကြည့်နေပါစေပြီးစီးအောင်တင်မလုပ်နိုင်အဲ့ဒါကိုဖခင်ကတိလို့သူ့ရဲ့သားတော်ယေရှုကိုဆေလွတ်ပေးတာတင်ကိုစားလာပြီးလုပ်ပေးသွားတယ်တင်ကိုစားတင်လောက်ကမဲ့အမှုရာတွေအားလုံးတင်မပြီးစီးနိုင်မပြီးစီးနိုင်ဖြစ်နေတဲ့အဲ့ဒီအမှုရာတွေအားလုံးကိုယေရှုကသူကိုယ်တိုင်လာပြီးတော့ပြီးစီးစွာလှုပ်ဆောင်ပေးလိုက်တဲ့အခါမှာတင်က
အဲ့ဒါကိုယေရှုကငါလောက်ကမဲ့မှုရတဲ့အားလုံးကို तू ကအကုန်ပြီးစီးအောင်ပြီးစီးဆိုတာ तू ကလှုပ်ဆောင်ပေးခဲ့ပြီးယေရှုကလှုပ်ဆောင်ပေးခဲ့တယ်ဆိုတော့သင်ယုံနေဆိုရင်အဲ့ဒီယုံတဲ့နေ့ကသင်အနာရတဲ့နေ့ပဲဟာလေလုယာကျွန်တော်ပြောချင်တယ်ယေရှုကကားတယ်မှာသင်ကယ်တင်ခြင်းရဖို့အတွက်ပဲ तू ကားတယ်မှာတိုက်ခဲ့တာမဟုတ်ဘူးသင်အမှုရာအားလုံးကိုပြီးစီးစေဖို့အတွက် तू ကားတယ်မှာတိုက်ခဲ့တာဖြစ်တယ်ဟာလေလုယာဒါကြောင့်ယေရှုခရစ်အားဖြင့်ဒါကြောင့်ယေရှုကပြောတယ်ဝင်လင်းပြင်ပန်းသောသူပေါင်းတော့ငါထင်တော့ငါဒီချမ်းသာပေးမယ်ချမ်းသာပါ I will give you rest ငါမျိုးအနာရခြင်းပေးမယ်ဝင်လင်းပြင်ပန်းသောဝင်လင်းပြင်ပန်းသောသူပေါင်းတော့ငါထင်လို့လားငါမင်းတို့ချမ်းသာခြင်းပေးမယ်အနာရခြင်းပေးမယ်အဲ့ညင်ဝိချမ်းသာငါပေးမယ်ဘာဖြစ်လို့လဲအဲ့အမှုရတဲ့အားလုံးငါပြီးစီးစေခဲ့ပြီအမှုငါလောက်ကမဲ့အလုပ်တွေအားလုံးငါပြီးပြီဖြစ်တဲ့အတွက်ငါရဲ့လက်ထဲမှာအဲ့အနာရခြင်းဆိုတဲ့ကောင်းကြီးမင်္ဂလာရှိတယ်ဒါကြောင့်ငါရှိကိုလာတဲ့လူတိုင်းအဲ့အနာရခြင်းကောင်းကြီးမင်္ဂလာငါပေးမယ်ဒီနေ့တင်ယေရှုခရစ်အားဖြင့်တင်ရဲ့အမှုရတဲ့အားလုံးကိုတင်အမှုရတဲ့အားလုံးကပြီးစီးဖြစ်တယ်တင်ယေရှုခရစ်အားဖြင့်တင်လောက်ကမဲ့အလုပ်ရအလုပ်တင်လောက်ကမဲ့အမှုရတဲ့အားလုံးပြီးစီးသွားပြီဆိုတော့တင်ယုံပဲဆိုရင်အဲ့ဒီနေ့ကတင်အနာရတဲ့နေ့ပဲဖြစ်တယ်ဟာလေလုယာဟာလေလုယာအာမင်အာမင်ကျွန်တော်နားရနေတယ်ကျွန်တော်အရင်နားရတယ်အရင်နားရကျွန်တော်ခုတောက်လျှောက်ကျွန်တော်ခီးထွက်တယ်တောက်လျှောက်ကျွန်တော်ခီးထွက်တယ်လူရဲ့ခန္ဓာကိုယ်တော့ခန္ဓာကိုယ်အသွေးသားဖြစ်တဲ့အတွက်တစ်ချက်ပင်ပန်းတရံအောင်ဖြစ်ပေမဲ့ကျွန်တော်အနားရတယ်ပျော်တယ်ကျွန်တော်ဒီဘက်မှာကျွန်တော်အင်ဒီနာပိုလစ်ကိုကျွန်တော်လာမယ်အင်ဒီနာပိုလစ်မှာ IMMC International Miracle Maker Church Indiana ဆိုတဲ့အင်ဒီနာကျွန်တော်လာမှာဖြစ်တယ်ကျွန်တော်လွန်ခဲ့တဲ့နှစ်ပတ်ကကျွန်တော်အစာပြုခဲ့တယ်ဒီအပတ်မှာကျွန်တော် Sunday Service ကိုကျွန်တော်စပြီးလုပ်ဆောင်မှာဖြစ်တယ်ညနေ9:00နာရီမှာကျွန်တော်လုပ်ဆောင်မှာဖြစ်တယ်ကျွန်တော်တခါလဲ live လုပ်နေတော့တခါလဲကျွန်တော်ကြီးညာတာဖြစ်တယ်ဆိုမနေ့ပြန်ကြရင်ကျွန်တော် Indiana လာမယ်ကျွန်တော် Indiana မှာဒီ live ကြည့်နေတဲ့အထက်မှာ Indiana အဖွဲ့တွေပါတယ်ဆိုရင်လည်းကျွန်တော်သတင်းကောင်းပြပြချင်တယ်ကျွန်တော်မနေ့ပြန်ကြရင် Indiana ကိုကျွန်တော်ရောက်မယ် Sunday နေ့ကြရင်ကျွန်တော်တို့ Sunday worship service ကိုကျွန်တော်တို့ Indiana Police မှာကျွန်တော်လှုပ်ဆောင်စပြီးလှုပ်ဆောင်မှာဖြစ်တယ် IMMC Indiana ဖြစ်တယ် Indiana Police ကျွန်တော်အစားပြုနေဖြစ်တယ်လာရပါဝင်မှာလွန်ခဲ့တဲ့ဘက်ကကျွန်တော် Tennessee သွားတယ်လွန်ခဲ့တဲ့ဘက်ကအဲ့ Tennessee မသွားခင်ဘက်ကကျွန်တော် Indiana မှာလာပြီးအသင်းတော်လာစားတယ်အဲ့ဒါပြီးတော့ Tennessee သွားတယ်ဒီဘက် Indiana ကျွန်တော်ပြန်လာမယ်နောက်ဘက်ကျရင်လည်း Dallas ကျွန်တော်သွားမယ်တောက်လျှောက်ကျွန်တော်သွားတယ်စပီးတဲ့သွားနေဦးမယ်ဘာဖြစ်လို့လဲအထဲထဲမှာအနားရနေတာအထဲထဲမှာလွတ်နေတော့လေဘယ်သူမှလာပြီးချုပ်နှောင်လို့မရဘူးအထဲထဲမှာအနားရနေတော့အဲ့အနားရခြင်းကကျွန်တော်အတွက်ဖြစ်တယ်ဆိုတော့ကျွန်တော်သိနေတော့လေခန္ဓာကိုယ်ကဘလောက်ပဲသူစူးစားနေတဲ့လူတွေထက်ကျွန်တော်ကဒီခန္ဓာကိုယ်ကပို့ပြီးလုံနေပေမဲ့လည်းကျွန်တော်အရင်အနားရနေတယ်မပင်ပန်းဘူးဖြစ်နေတယ်ဘာပြောလဲအဲ့အနားရခြင်းကောင်းကြီးမင်္ဂလာကကျွန်တော်ကိုပြေးတော်လေမမောရဟာလေလုယာပြေးတော်လေမမောရအဲ့အနားရခြင်းကိုတင်တဘောပေါက်သွားရင်တင်နားလေဖျားရှင်ကပို့ပြီးအလုတ်လုတ်လေဆိုတော့တင်နားသွားတဘောပေါက်သွားရင်တင်ဘလောက်ပြေးတင်မမောတော့မောတော့ဆရာတွေနဲ့ခုပြေးနေတာဒါပေမဲ့မမောတောင်းလျှောက်ပြေးနေတာဒါပေမဲ့မမောတချို့ကတော့လမ်းလျှောက်နေနေမောနေပြီဘာဖြစ်လဲအနားရခြင်းတွေမှမသွားလာကျွန်တော်ပြောမှချင်တယ်နော်အနားရခြင်းဆိုတော့ကလူကိုအနားရခြင်းဆိုတော့ကလူကိုအနားယူပါဆိုတော့ကလူတွေကိုအပြင်းထူဖို့ပြောတဲ့တရားမဟုတ်ဘူးတင်အနားရသွားရင်တင်အမှုရတွေအားလုံးခရစ်တော်ကတင်လောက်ကမဲ့အမှုရတွေအားလုံးကိုခရစ်တော်ကကားအတိုင်းပေါ်မှာအောင်မြင်စွာပြီးစီးအောင်မြင်စွာသူကလှုပ်ဆောင်ပေးခဲ့ပြီးစီးစွာသူကလှုပ်ဆောင်ပေးခဲ့ပြီးပြီဆိုတော့တင်တဘောပေါက်တဲ့အချိန်ပါလေတင်ဘာလှုပ်အောင်မြင်တော့မယ်ဆိုတော့တင်နားလေလာပြီတဘောပေါက်သွားပြီဒါတော့တင်အနားရသွားပြီကျွန်တော်ဆရာမွန်တောင်ပြောတဲ့ဟာအရင်ကောင်းကြည့်ရဒါလေးကျွန်တော်ပြောပြီးကျွန်တော်ဆုံးသတ်မယ်ဆရာမွန်တောင်ကပြောတယ်အနားရခြင်းဆိုတော့ဘာပဲလို့စိုးရင်ပူပန်တော့ကမရှိပဲအလုပ်လုပ်ခြင်းဖြစ်တယ်တချို့ကအေးရပေါ်မှာလဲနေပေမဲ့စိုးရင်ပူပန်တော့ကနဲ့အိတ်နေရအဲ့ဒါကအနားရခြင်းမဟုတ်ဘူးအဲ့ဒါက rest မဟုတ်ဘူး rest ဆိုတာကပါလေခန္ဓာကိုယ်ကဘလောက်ပဲပင်ပန်းတဲ့ဟာတွေလုံနေပါစေအောင်ဘလောက်ပဲသူကစိုးရင်ပူပန်ခြင်းမရှိဘဲနဲ့အလုပ်လုပ်နေခြင်းတချို့က couch ပေါ်မှာအကောင်းဆုံးသောဈေးအကြီးဆုံးသော couch ပေါ်မှာထိုင်နေရပေမဲ့စိတ်ပူပန်နေတဲ့လူစိုးရိမ်နေတဲ့လူတွေအများကြီးရှိတယ်အဲ့ဒါကဘုရားသခင်ပေးခြင်းနဲ့အနားရခြင်းမဟုတ်ဘူးအဲ့ဒါကစိုးရိမ်နေရသေးတယ်ဆိုတော့အလုံးမပြီးသေးလို့တင်စိုးရိမ်နေရတာတင်က
အလုတ်ချိန်အတော်အတွင်းမှာတင်နားရင်ဘဒုကတင်ကိုလာပြောမလဲဆိုတာတင်စိုးရင်ပြီးတော့တင်နားရမှာဒီနေ့တင်ကဘလောက်ပဲတင်ထိုင်ခုံမှာထိုင်ဘလောက်ပဲအေးရပေါ်မှာလဲပြီးတော့တင်နားနေပါစေဟိုတင်စိုးရင်ချင်းပြည့်ရှိတယ်ဆိုရင်စိုးရင်ပူပန်တော့ကအပြည့်ရှိနေတယ်ဆိုရင်အဲ့ဒါကကျွန်တော်ပြပြချင်းတယ်အဲ့ဒါကအလုတ်ချိန်အလုတ်မပြီးသေးပဲအနားယူခြင်းဖြစ်တယ်အလုတ်မပြီးသေးပဲအနားယူတာဖြစ်တဲ့တင်စိုးရင်ချင်းပဲအမြဲတမ်းရှိလိမ့်မယ်တော့ကတွေနဲ့ပဲအမြဲတမ်းရှိလိမ့်မယ်ဒါပေမဲ့ကျွန်တော်ရဲ့အနားယူခြင်းတော့အဲ့ဒါမဟုတ်ဘူးအလုတ်ပြီးသွားလို့ကျွန်တော်လုတ်ကမဲ့အလုတ်တွေအားလုံးပြီးသွားလို့ကျွန်တော်အေးစင်အနားယူနေခြင်းကျွန်တော်ကထိုင်နေရင်လဲကျွန်တော်ထိုင်နေရင်လဲကျွန်တော်စိုးရင်ပူပန်တော့ကလုံးဝမရှိဘဲကျွန်တော်ထိုင်နေတာအဲ့ရင်လဲစိုးရင်ပူပန်တော့ကလုံးဝမရှိဘဲကျွန်တော်အိမ်နေအဲ့ဒါပါတယ်ဘုရားသခင်ကျွန်တော်ပေးတဲ့ respite အလုတ်တွေလုံနေရင်လဲဘာစိုးရင်ပူပန်တော့ကမှမရှိဘူးဘာပဲလို့ဘာစိုးရင်ပူပန်တော့ကမှမရှိဘဲနဲ့ငြိမ်သက်ခြင်းအပြည့်နဲ့အလုတ်လုတ်ခြင်းအဲ့ဒါအနားရခြင်းဖြစ်တယ်ဘုရားသခင်ပေးခြင်းအနားရခြင်းဖြစ်တယ် hallelujah praise the lord amen တော့နားပါဘာလို့သိပြီးနားမဆိုတင်လောက်ကမဲ့အရာတွေအားလုံးကိုရေတင်လောက်ကမဲ့အလုတ်တွေအားလုံးကိုတင်တိုက်ကမဲ့တိုင်ပွဲတွေအားလုံးတင်ဆက်ကမဲ့အကျွေးတွေအားလုံးကိုယေရှုကကားတိုင်ပေါ်မှာပြီးစီးဆိုတာသူကလှုပ်ဆောင်ပြီးခဲ့ပြီးပြီဆိုတော့ကိုယုံကြည်ပြီးတော့တင်နားပါအဲ့ဒါဆိုရင်တင်ဘလောက်ပဲပင်ပန်းတဲ့ဟာတွေလုံနေပါစေအနားရတယ်အထင်းမှာပူပန်တော့ကမရှိဘူးကျွန်တော်အဲ့ဒါလေးပြောပြီးကျွန်တော်ဆုံးသတ်မယ်ကျွန်တော်ဘွားမှာပူပန်တော့ကရောက်ခဲ့တဲ့ချိန်တွေအများကြီးရှိတယ်တချို့တော့ကျွန်တော်လုံနေပေမဲ့လည်းအထဲထဲမှာပူပန်ခြင်းအပြည့်နဲ့ကျွန်တော်လုံနေရတဲ့ကာလကျွန်တော်ဖြတ်တိုင်းခဲ့ပူဘာပဲလို့ဆိုရင်ပူပန်ခြင်းနဲ့ကျွန်တော်လုံရတဲ့ကာလတစ်ခုရှိဒါပေမဲ့ဒီဂျေဇုတရားကိုကျွန်တော်တဘောပေါက်ပြီးနောက်ပိုင်းမှာကျွန်တော်ကလေအရင်ရထက်လည်းပို့လုံလာတယ်အရင်တော့ကကျွန်တော်လုံတာအရင်ကလုံးကကျွန်တော်လုတ်တဲ့အချိန်တုန်းကတော့ကျွန်တော်ပင်ပန်းတယ်လို့ကျွန်တော်ညီးခဲ့တယ်ဒါပေမဲ့ဂျေဇုတော်ကိုနားလဲပြီးနောက်ပိုင်းမှာအရင်ရထက်ကျွန်တော်ပို့လုတ်ပေမဲ့လေညီပင်ပန်းတယ်လို့တခါမှကျွန်တော်ပြောတော့ဘာလို့ဆိုအနားရလာအာမင်အရင်ရထက်ပို့လို့ကျွန်တော်အရင်ရထက်ပို့မပင်ပန်းလာဘူးဂျေဇုတရားကိုကျွန်တော်ပေါ်ပေါက်သွားတဲ့အခါမှာအရင်ရထက်လည်းကျွန်တော်ပို့လုတ်နိုင်တယ်အရင်ရထက်လည်းပို့ပြီးကျွန်တော်အနားရလာတယ်ဘာပဲလို့ကျွန်တော်ပူပန်တော့ကလုံးဝမရှိဘဲနဲ့ကျွန်တော်လှုပ်ဆောင်နိုင်တယ်အဲ့လိုပြောလို့ကျွန်တော်တတန်ထဲမှာပူပန်စရာတွေမရှိဘူးလားဆိုရင်မဟုတ်ဘူးပူပန်စရာတွေအပြည့်ပဲရှိတယ်ဒါပေမဲ့လုံးဝမပူပန်တော့အထဲထဲမှာဘာလို့ဆိုဖိယားကကျွန်တော်ရဲ့ပူပန်ရမယ့်ကိစ္စတွေအားလုံးကိုသူအကုန်တာဝန်ယူပြီးပြီဆိုတော့ကျွန်တော်တဘောပေါက်လို့အချိန်တိုင်းသူလှုပ်မယ်ဆိုတော့ကျွန်တော်ကောင်းတဘောပေါက်လို့ဘာစိုးရင်ပူပန်တော့ကမှမရှိပဲကျွန်တော်လှုပ်နိုင်ဆက်ပြီးတော့လေဒီငြိမ်ဝိချမ်းသာခြင်းထဲမှာကျွန်တော်ဆက်ပြီးကျွန်တော်သွားအောင်မယ်အဲ့ဒါကယုံကြည်တဲ့လူတွေတော့ဖြစ်တယ်ဒီနေ့သင်ယုံမှာတင်အကျွေးတွေအားလုံးကိုဘုရားကကားတိုင်မှာယေရှုကဆက်ပေးပြီးဆိုတော့တင်ယုံမှာအကျွေးဆက်ပြီးတော့တဲ့နေ့ကအပျော်ဆုံးနေ့ပဲမဟုတ်ဘူးလားအနားရဆုံးနေ့ပဲမဟုတ်ဘူးလားတင်တက်ပြင်းချလို့အကောင်းဆုံးနေ့ပဲမဟုတ်ဘူးလားအဲ့ဒီလိုပဲတင်ရဲ့အကျွေးတွေအားလုံးကိုယေရှုကကားတိုင်ပေါ်မှာတင်ဆက်ပေးပြီးသွားပြီးဆိုတော့တင်တဘောပေါက်တဲ့နေ့ကတင်လုံးဝအမောပြေပြီးတော့တက်ပြင်းကောင်းကောင်းချပြီးတော့တင်ကောင်းကောင်းအနားရတဲ့နေ့ပဲအဲ့ဒါကပြီးတင်တိုက်ကမဲ့တိုက်ပွဲတွေအားလုံးကိုခရစ်တော်ကကားတိုင်ပေါ်မှာအကုန်တိုက်ပေးပြီးပြီဆိုတော့ကိုတင်ကကောင်းတဘောပေါက်သွားတဲ့နေ့ကတင်လုံးဝစိတ်ချမှုအပြည့်နဲ့ငြိမ်သက်ခြင်းအပြည့်နဲ့အနားရတဲ့နေ့ပဲအဲ့ဒါ hallelujah praise the lord amen hallelujahတင်ဖျောင်းမဲ့တာတင်ရဲ့စကားနားထောင်ခြင်းကြောင့်မဟုတ်ဘူးတယောက်တော်သူဆိုတဲ့ခရစ်တော်ရဲ့စကားနားထောင်ခြင်းကြောင့်တင်ဖျောင်းမဲ့ရာသို့ရောက်တယ်ဆိုတာကိုတင်သဘောပေါက်သွားတဲ့နေ့ကတင်ဒီ sin conscious ကနေတင်လုံးဝလွတ်မြောက်တဲ့နေ့ပဲအနားရတဲ့နေ့ပဲ hallelujah amen ဘုရားသခင်ကထောက်ပံ့တဲ့ဘုရားဖြစ်တယ်ဆိုတော့ဒီနေ့တင်သဘောပေါက်တဲ့နေ့ကတင်ကောင်းကြီးနဲ့ထိုက်တန်လုံးနဲ့ခရစ်တော်ရဲ့ကားတိုင်းပေါ်မှာအမှုပြုခြင်းကကျွန်တော်ထာဝရကောင်းကြီးရဖို့ဖြစ်တယ်ကျွန်တော်လိုအပ်တဲ့ຢာတွေအားလုံးကိုထောက်ပံ့ပေးဖို့အဲ့ဒီကောင်းကြီးမင်္ဂလာလည်းအဲ့ဒီထဲမှာရှိတယ်ဆိုတော့သင်တဘောပေါက်ခြင်းကတဘောပေါက်တော်တဲ့နေ့ကဘလောက်ပဲလိုတာတွေရှိနေပါစေအောင်ဘာစိုးရင်ခြင်းမှမရှိပဲတဲ့ငြိမ်သက်ခြင်းထဲမှာငြိမ်ဝတ်ခြင်းထဲမှာအနားရခြင်းထဲမှာနေရမယ့်နေ့ဖြစ်တယ်။ကြောင့်ဒါလေးကျွန်တော်အချင်းချုံပြန်ပြောချင်တယ်။အနားရခြင်းနဲ့ဆိုရင်အလုပ်ပြီးရမယ်။အလုပ်မပြီးရတဲ့တင်နားလို့မရဘူး။ဖះလည်းပဲ6ရက်လုံးသူအလုပ်လုပ်ပြီးသွားလို့သူနားခဲ့။တင်လည်းအနားရခြင်းနဲ့ဆိုရင်တင်လုတ်ကမဲ့အလုပ်တွေအားလုံးပြီးအောင်လုပ်မှတင်အနားရနိုင်မှာ
ဒါပေမဲ့ပြဿနာကဘာလဲကျွန်တော်လောက်ကမဲ့အလုပ်တွေအားလုံးကိုကျွန်တော်ပြီးစီးဆိုတာကျွန်တော်မလုပ်ဆောင်နိုင်ဘူးစွမ်းဆောင်နိုင်စွမ်းကျွန်တော်မှမရှိဘူးဘလောက်ပဲကျွန်တော်စူးစမ်းပြီးတော့အမှုကိုပြီးစီးအောင်လုပ်လမ်းကွေးတစ်ခုမှတော့အမြင်နဲ့ပြက်ကြကြံခဲ့တာပဲအဲ့ဒါကိုဖခင်ကတီးတဲ့ခါမှာကျွန်တော်တို့မလုံနိုင်မဲ့ကျွန်တော်လောက်ကမဲ့အမှုရာတွေအားလုံးကိုကျွန်တော်လောက်ကမဲ့အမှုတာဝန်တွေအားလုံးကိုကျွန်တော်တို့ကပြီးစီးဆိုတာမလုံဆောင်နိုင်ဘူးဆိုတာကိုဖခင်ကတီးတဲ့ခါမှာကျွန်တော်တို့ကိုစားသူ့ရဲ့သားတော်ဖြစ်တဲ့ယေရှုကိုဒီလောကကိုဆေလွတ်တယ်ဒီလောကကိုဆေလွတ်ပြီးတော့ကျွန်တော်တို့မလုံဆောင်နိုင်တဲ့ပြီးစီးဆိုတာမလုံဆောင်နိုင်တဲ့အမှုရာတွေအားလုံးကိုယေရှုကကျွန်တော်တို့ကိုစားပြီးစီးဆိုတာအမှုပြီးစီးဆိုတာလုံဆောင်ပေးခဲ့တယ်အဲ့ဒီအလုံဆောင်ပေးခဲ့တယ်ဆိုတော့ကိုတင်တဘောပေါက်သွားရင်အဲ့ဒါကိုယုံကြည်တဲ့နေ့ကတင်အမှုရာတွေအားလုံးပြီးစီးသွားပြီးတော့ညင်ဝစ်ခြင်းထဲမှာတင်အသက်ရှင်မနေဖြစ်တယ်ဆိုတော့ဒီနေ့တင်အမှုပြီးသွားပြီတင်ရဲ့လောက်ကမဲ့အမှုရာတွေအားလုံးပြီးသွားပြီဘာကြောင့်လဲဆိုတော့ယေရှုကတင်ကိုစားလာပြီးလုံဆောင်ပေးခဲ့လို့ဖြစ်တယ်တင်လုံနိုင်လို့ပြီးသွားတာမဟုတ်ဘူးယေရှုလှုပ်ပေးလို့အဲ့ဒီအမှုပြီးသွားတာဖြစ်တယ်တင်ကဘာနဲ့ပဲထိုက်တယ်လို့လဲဘာပဲလှုပ်ဖို့ကြံလို့လဲနားဖို့ပဲကြံလို့လဲအနားရတယ်ဆိုတော့ကအနားယူခြင်းဆိုတော့ကအလုပ်ပြီးတော့မှနားတယ်ကျွန်တော်တို့မလုံနိုင်ဘူးကျွန်တော်တို့ခွန်အားနဲ့ကျွန်တော်ခွန်အားနဲ့ပြီးစီးဆိုတာမလုံဆောင်နိုင်ဘူးဒါပေမဲ့ယေရှုကကျွန်တော်ကိုစားကျွန်တော်လောက်ကမဲ့အရာတွေအားလုံးကိုယေရှုကကျွန်တော်ကိုစားလာလို့ပေးပြီးသွားတဲ့အခါမှာကျွန်တော်အမှုရတယ်အားလုံးလည်းပြီးစီးသွားတယ်ဒါကြောင့်ကျွန်တော်နားဖို့ပဲကြံတယ်ယေရှုကကျွန်တော်တို့အတွက်အရာမှုရာတွေအားလုံးကိုပြီးစီးစွာလွတ်ဆောင်ပေးခဲ့ပြီဆိုတော့ကားတိုင်ပေါ်မှာ तू အသက်တော်မဆုံးခင်မှာ तू ကြီးညာခဲ့ကျွန်တော်ပြောချင်တယ်နော်လူတယောက်က तू အသက်မဆုံးခင်မှာ तू နောက်ဆုံးပြောတဲ့စကားအရေးကြီးဆုံးစကားဖြစ်တယ်ယေရှုကလည်း तू နောက်ဆုံးအသက်တော်မဆုံးခင်မှာ तू အရေးကြီးဆုံးသောစကားကို तू ပြောခဲ့တာပါလေ It is finished အမှုပြီးပြီငါသားတို့ငါသမီးတို့အားမငင်နေတော့မင်းတို့ဒီအမှုရာတွေအားလုံးမင်းတို့ပြီးစီးဆိုတာမလုံဆောင်နိုင်ဘူးဆိုတာငါသိတယ်ဒါပေမဲ့အဲ့ဒီအမှုရာတွေပြီးစီးဆိုတာမလုံဆောင်လို့အားမငင်နဲ့မင်းတို့ကိုစားငါအမှုရာတွေအားလုံးကိုပြီးစီးဆိုတာငါလုံဆောင်ပေးခဲ့ပြီးပြီလို့ယေရှုကကားတိုင်ပေါ်မှာကြီးညာပြီးသွားတဲ့ခါကျမှယေရှုအသက်တော်ကိုဆွန့်သွားတယ် Hallelujah Praise the Lord ဒါကြောင့်ကျွန်တော်အမှုရာတွေအားလုံးယေရှုကားတိုင်မှာအကုန်ပြီးစီးဆိုတာလုံဆောင်ပေးပြီးဖြစ်တဲ့အနာရခြင်းကကျွန်တော်အတွက်ဖြစ်တယ်အနာရခြင်းတဲ့တင့်အတွက်ဖြစ်တယ် Hallelujahဒါကြောင့်ပေါလုကဘာပြောလဲခရစ်တော်ရဲ့ကားတိုင်းတရားကိုအချီးနှီးမဖြစ်စေဖို့ဆိုကျွန်တော်နှုတ်ပညာကိုမသုံးနဲ့လို့ဘုရားရှင်ပေါလုကပြောတယ် Hallelujah Praise the Lord တရားအနာရပြီကျွန်တော်ဒီနေ့သတင်းကောင်းပြပြချင်တယ်တရားလုံးဝအနာရပြီအနာရခြင်းကောင်းခြင်းမင်္ဂလာတင်နဲ့ဆိုင်တယ်အဲ့ဒါတင်အဖို့ဖြစ်တယ်ဘာဖြစ်လို့လဲအမှုပြီးသွားပြီ Hallelujah ယေရှုက selfish ဖြစ်တဲ့ဘုရားမို့ तू လောက်ကမဲ့အလုပ်ပဲ तू ပြီးပြီးတော့तू လောက်ကမဲ့အလုပ်တွေပဲ तू လောက်ကမဲ့အလုပ်တွေကိုပဲ तू ပြီးစီးအောင်လုပ်ပြီးတော့ကားတိုင်းကောင်းကင်မှာတက်သွားတဲ့ဘုရားမို့အဲ့ဒါဆိုရင်ယေရှုက तू လောက် selfish ဖြစ်တယ် तू ပဲ तू အလုပ်တွေပဲ तू လုပ်ပြီးတော့ဟုတ်လားကောင်းကင်မှာပြန်သွားတယ်ဆိုတာကဒါကျွန်တော်ကိုယ်ရဲ့ယေရှုကအဲ့လိုဘုရားမို့ तू လောက်ကမဲ့အလုပ်တွေ तू ပြီးစီးအောင်လုပ်ပြီးတော့ကောင်းကင်မှာပြန်တက်သွားတဲ့ဘုရားမို့ तू လောက်ကမဲ့အလုပ်တွေပဲ तू လုပ်သွားခဲ့တာမို့တင်းနဲ့ကျွန်တော်ကိုစားကျွန်တော်တို့တက်ရှင်ပေးခဲ့တာတင်းနဲ့ကျွန်တော်ရဲ့အမှုရတဲ့အားလုံးကို तू ကိုယ်တိုင်ပြီးစီးအောင်လှုပ်ဆောင်ပေးခဲ့ပြီးမှ तू ကောင်းကင်မှာပြန်သက်သွားတာဟာလေလုယာဒီနေ့တင်ယေရှုကို selfish ဖြစ်တဲ့ဖခင်အနေနဲ့တင်မမြင်ပါနဲ့တင်နှုတ်ကထွက်တဲ့စကားတွေကယေရှုက selfish ဖြစ်တဲ့ဖခင်ဆိုတာကိုထင်ရှားစေတဲ့စကားမှမပြောပါနဲ့ယေရှုက तू အမှုရတဲ့ကိုပဲ तू ပြီးစီးအောင်လုပ်ပြီးတော့ तू ကောင်းကင်မှာပြန်သက်သွားတယ်ဖခင်မဟုတ်ဘူးယေရှုက तू အမှုကိစ္စတွေထက်ကျွန်တော်တို့အမှုရတဲ့အားလုံးကို तू ဟာကျွန်တော်တို့ကိုယ်စားလှုပ်ဆောင်ပေးခဲ့တာအကြောင်းလှုပ်ဆောင်ပေးတဲ့ယေရှုတော်ယေရှုကသူ့အတွက်သူအသက်ရှင်ခဲ့တယ်မဟုတ်ကျွန်တော်တို့အသက်ရှင်ခဲ့တာဟာလေလုယာသင်အတွက်အသက်ရှင်ခဲ့တာသင်အနာရဖို့အတွက်သင်ချမ်းသာဖို့အတွက် तू ကကားတိုင်းမှာဆင်းရဲခံခဲ့တာသင်ချမ်းသာဖို့အတွက် तू ဆင်းရဲခံခဲ့တာပါလေကားတိုင်းမှာဆင်းရဲခဲ့ဆိုတော့ယူလူမျိုးတွေကသူတို့အဝတ်ပလာဝစ်စရာလုံးဝမရှိခြင်းအဲ့ဒါသူတို့ရဲ့နော်ဂျူးတွေရဲ့ဘယ်လိုပြောမလဲထုံးစံရဆိုအဲ့ဒါဆင်းရဲဆုံးလူပဲဘလူတွေကိုဂျူးတွေကအဆင်းရဲဆုံးလို့သတ်မှတ်တယ်ဆိုရင်ဝစ်စရာလုံးဝမရှိတဲ့လူကိုအဆင်းရဲဆုံးလို့သတ်မှတ်တယ်ယေရှုကကားတယ်မှာဘာအဝတ်မှမရှိဘဲနဲ့တင်းနဲ့ကျွန်တော်တို့အသေးခံပေးခဲ့တာပါလေအဝတ်ပလာနဲ့သူကားတယ်မှာချိတ်ဆွဲထားခြင်းကအဲ့ပါလေယေရှုကားတယ်မှာဆင်းရဲခြင်းကျွန်တော်တို့ရဲ့ဆင်းရဲခြင်းအားလုံးကိုသူယူဆောင်သွားတာကားတယ်မှာဆိုယေရှုရဲ့ဆင်းရဲခံခြင်းပါဖြစ်တယ်ကျမ်းပိုက်မှာပါပြောလဲကျမ်းစာပါပြောကျွန်တော်တို့ကြွယ်ဝဖို့အတွက်ဖြစ်တယ်
စီးစိမ်ရဖို့ဖြစ်တယ်ကြည့်ပါယေရှုအသက်ယေရှုကားထဲမှာအသေးခံတာလေသူ့အတွက်သူအသေးခံတာမဟုတ်ဘူးကျွန်တော်တို့အတွက်အသေးခံတာသူကားထဲမှာဆင်းရဲခံတယ်ဆိုတော့ကျွန်တော်တို့ကြွယ်ဝဖို့တဲ့သူအဆင်းရဲခံခဲ့တာဟာလေလုယာတော့ဒီနေ့တည်းကြွယ်ဝခြင်းနဲ့ဒီနေ့တည်းထိုက်တယ်ဟာလေလုယာထပ်ပြောရင်တော့ရမ်းကြာတော့မယ်တော့နားထောင်ခြင်းဆိုနောက်ဘက်မှာဆက်ပြီးလာပါနောက်ဘက်မှာတော့အင်္ဂါနေ့မှာဆက်ပြီး live လုပ်မှာဖြစ်တယ်เนาะကျွန်တော်ဒီ Jabri နေ့ live လုပ်ရတယ်ဆိုတော့ကကျွန်တော်ခီးလုံနေလို့ဖြစ်တယ်ဆိုတော့နောက်ဘက်မှာအင်္ဂါနေ့မှာကျွန်တော်ပြန်ပြီးတော့ live လုပ်မယ်နှုတ်ကပတ်တော့ကျွန်တော်ပြန်ပြီးဝင်ရမယ်ဟာလေလုယာယေရှုတင်တော့အကုန်လုပ်ခဲ့ပြီးပြီတင်ချမ်းသာဖို့အတွက်လည်းသူအစဉ်ရခံခဲ့ပြီးပြီဟာလေလုယာအာမင်အာမင်တင်အပြစ်လွတ်ခြင်းရဖို့အတွက်လည်းသူအသွေးသွင်းခဲ့ပြီးပြီအာမင်တင်တိုက်ကမဲ့တိုက်ပွဲတွေအားလုံးသူကားတိုင်းမှာသူအောင်မြင်စွာသူတိုက်ခဲ့ပြီးပြီတင်အကျွေးတွေအားလုံးကိုလည်းယေရှုကကားတိုင်းပေါ်မှာဆက်ခဲ့ပြီးပြီတင်ခံရမဲ့တရားစီရင်ခြင်းရအားလုံးလည်းယေရှုကကားတိုင်းမှာခံခဲ့ပြီးပြီတင်ခံရမဲ့ condemnation စီရင်ခြင်းအပြစ်တင်ခြင်းရအားလုံးလည်းယေရှုကကားတိုင်းပေါ်မှာပြစ်တင်ခြင်းခံခဲ့ပြီးတင်ခံရမဲ့ကဲ့ရဲ့ခြင်းတွေအားလုံးကိုလည်းယေရှုကကားတိုင်းမှာကဲ့ရဲ့ခြင်းခံခဲ့ပြီးပြီကျွန်တော်တင်ခံရမယ့်အရာတင်လောက်ရမယ့်တင်အတွက်ယေရှုကားတယ်မှာအကုန်အသက်ရှင်ပေးခဲ့ပြီ။ဒီတင်အတွက်ကောင်းကြီးမင်္ဂလာတစ်ခုပဲကျန်တော့တယ်အဲ့ဒါပါလေ။ညင်ဝတ်ခြင်းဖြစ်တယ်။အနာရခြင်းထဲမှာတင်သက်ရှင်ရုံပဲ။တင်အနာရပြီဆိုရင်ဆွမ်းကပြောသလိုအာဒံနာတဲ့အချိန်မှာဘုရားရှင်ကအာဒံကိုကောင်းကြီးပေးတယ်။အာဗြဟံနာတဲ့အချိန်မှာအာဗြဟံရှိကိုဘုရားရှင်လာပြီးကောင်းကြီးပေးတယ်။ယာကုပ်နာတဲ့အချိန်မှာယာကုပ်ရှိကိုဘုရားရှင်လာပြီးကောင်းကြီးပေးတယ်။ရှောလမုန်နားတဲ့ချိန်မှာရှောလမုန်ရှိဘုရားရှင်လာပြီးကောင်းကြီးရှမွေလလည်းဒီတိုင်းသူအိတ်နေတဲ့ချိန်မှာဘုရားရှင်သူ့လာပြီးစကားပြောတာသူနိုးနေတဲ့ချိန်မှာဘုရားရှင်သူ့စကားမပြောဘူးတင်အနာရတဲ့အချိန်မှာဘုရားရှင်ကတင်ကောင်းကြီးပေးတယ်နေတင်ကအနာရပြီအခုတင်အဲ့အနာရချိန်ကောင်းကြီးမင်းတင်တွဲဖြစ်တယ်တင်အနာရပြီဆိုရင်ဘုရားရှင်ကတင့်ရှိကိုလာပြီးတော့တင်ကိုစကားလာပြောမယ်တင်အနာရပြီဆိုရင်ဘုရားရှင်တင့်ရှိကိုလာပြီးတော့ပြင်လာဖွဲ့မယ်တင်အနာရပြီဆိုရင်အနာရပြီဆိုတော့ပြန်နေတဲ့ဘုရားရှင်တင်ကိုလာပြီးကောင်းကြီးပေးမယ်အနာရပြီဆိုတော့ဘုရားရှင်တင်ကို breakthrough တွေသိဆောင်လာပေးမယ်အနာရပြီဆိုတော့ဘုရားရှင်တင်ကိုဉာဏ်ပညာနဲ့ဘုရားရှင်တင်ကိုလာပေးမယ်အနာရပြီဆိုတော့ဘုရားရှင်တင်ကိုကြွယ်ဝစေမယ်ဟာလေလုယာဘာလို့ကျွန်တော်တို့အနာရဖို့အတွက်ခရစ်တော်ကကျွန်တော်တို့အမှုရာတွေအားလုံးကိုပြီးစီးဆိုတော့သူကလှုပ်ဆောင်ပေးခဲ့တာဖြစ်တယ်ဟာလေလုဒါကြောင့်ကျွန်တော်တို့အနာရခြင်းအသင့်သွဲဖြစ်တယ်ဒါကြောင့်ဒီအရာလေးကိုကျွန်တော်ဝင်ငန်းခြင်းတယ်အဲ့ဒီကောင်းကောင်းနားယူပါ rest well and sit well at the right hand of God ဘုရားခင်လက်ရဖက်မှာတင် easy အနားယူပြီးတင် easy time မှာဘုရားရှင်တင့်အတွက်အရာတွေအားလုံးတင်အမှုအရာတွေအားလုံးတင်ကိုဘုရားရှင်ကကောင်းကြီးပေးမှာဖြစ်တယ်တင်ရန်သူတွေအားလုံးကိုသူကိုယ်တိုင်ချိန်မုံပေးမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်နားပါလို့ကျွန်တော်ဒီနေ့ပြောပြချင်တယ်အချင်းတွေဘလောက်ပဲဆိုဆိုတင်နားပါဘာပဲဖြစ်နေပါစေတင်နားပါနားဖို့မမေ့ပါအာမင်အာမင်ဒါကြောင့်ဒီနေ့ဒီအရာလေးနဲ့ဒီမှာရှိတယောက်ချင်းစတာကျွန်တော်ဝင်ကတဲ့ခွန်အားပေးခြင်းနဲ့ရောက်စီတန်ဖျားရှင်ကောင်းချီးပေးပါစေအာမင်ဆိုတော့ live လုံးနေလုံးဖြစ်တဲ့အတွက်တခါတည်းကျွန်တော်เนาะပြောပြခြင်းနဲ့ကျွန်တော်ဒီအပတ်မှာ International Miracle Maker Church Indianapolis ကို Sunday service ကိုဒီအပတ်မှာကျွန်တော်စလုပ်မှာဖြစ်တယ်ကျွန်တော်မကြာခင်မှာလဲကျွန်တော်အခု page လဲကျွန်တော်ဒီ page မှာအခုကျွန်တော်ရဲ့เนาะ Pastor Dane Rohan Dane ရဲ့ page မှာကျွန်တော်အခု share ထားတာရှိတယ်အဲ့ဒါကိုလည်း follow လုပ်ပေးကြပါအဲ့ဒီเนาะ page ကိုလည်း share ပေးကြပါဒီမှာ International Miracle Maker Church Indiana ဆိုတဲ့ page ရှိတယ် share ပေးကြပါ like လည်းလုပ်ပေးကြပါပြီးရင် Indiana မှာရှိတဲ့ညီကောင်မကျွန်တော်တင်ကောင်းပြပြချင်တယ်ဒီဘက် Sunday နေ့9 နာရီအချိန်မှာကျွန်တော်တို့ Sunday worship service ကိုကျွန်တော်လှုပ်ဆောင်မှာဖြစ်တယ်ကျွန်တော်လာရောက်မှာဖြစ်တယ်ဒီနှုတ်ကပတ်တော်နဲ့နေတဲ့နှုတ်ကပတ်တော်တင်းကိုလွတ်မြောက်စေတဲ့နှုတ်ကပတ်တော်တင်ကြားခြင်းနဲ့ဆိုအရောက်လာဖို့အတွက်ကျွန်တော်ဒီနေ့ဖိတ်ခေါ်ခြင်းနဲ့ hallelujah ပြီးရင်နောက်အပတ်မှာလည်း International Miracle Maker Church Dallas ကိုလည်း Sunday worship service ကိုလည်းကျွန်တော်စပြီးလှုပ်ဆောင်မှာဖြစ်တယ်ဆိုတော့ Dallas ကနေကြည်နေတဲ့ညီကောင်မောင်တို့လည်းကျွန်တော်ဒီနေ့တည်င်းကောင်းပြောပြခြင်းနဲ့နောက်အပတ်မှာလည်းကျွန်တော်ရှိမှာဖြစ်တယ်နောက်ပတ်မှာလည်းကျွန်တော် Dallas မှာကျွန်တော်ရှိမှာဖြစ်တယ်ကျွန်တော်လာရဖို့အတွက်ပါဝင်ဖို့အတွက်တင်းရဲ့ကောင်းချီကိုတင်းကိုယ်လာယူဖို့အတွက်ကျွန်တော်ဒီနေ့အားပေးခြင်းနဲ့ hallelujah ဒါကြောင့်မလို့ကျွန်တော်တည်င်းကောင်းပြောပြခြင်းနဲ့ Indiana နဲ့ Dallas အတွက်ကျွန်တော်တည်င်းကောင်းပြောပြခြင်းနဲ့ဘုရားရှင်အမှုပြုနေပြီအာမင် hallelujah တင်းပွားရဲ့ညာဦးရန်ချင်းကကုန်သွားပြီအာယုံဦးလာနေပြီ hallelujah အာယုံဦးလာနေပြီတင်းပွားရဲ့အလင်းတင်းအလင်းကတင်းရှိကိုလာနေပြီဟေရှားထဲမှာဘုရားရှင်ပြောတဲ့ကဲဆိုပဲ hallelujah တင်းထားလို့လင်းလို့တင်းအလင်းရောက်လာပြီတင်းထပြီးတော့လာပြီးတော့နှုတ်ကပတ်တော်လာနာထောင်ဖို့ပဲကြံတော့တယ်
ဟာလေအဲ့နှုတ်ကပတ်တော်ကိုတိပြီဆိုတော့အဲ့တမန်တရားကိုတင်တိပြီဆိုတော့တင်းရဲ့အလင်းကတင်းရှူရောက်လာပြီဖြစ်တယ်ဟာလေလုယာတမန်တရားကိုတင်လွတ်မြောက်ခြင်းရမယ်အာမင်ဒါကြောင့်ကျွန်တော်လုံးအာမခံတယ်တင်လာခဲ့ပါအင်ဒီနာပိုလီဒီအပတ်မှာနော်ကျွန်တော်ဖလျာတင်မယ်လိပ်စာလဲအမှကျွန်တော်တင်ထားပေးမယ်အခုကျွန်တော်ပြောရင်ရောသွားမှာဆိုလို့နော်အခုတော့မပြောတော့ဘူးဖလျာတင်ပေးမယ်အဲ့ဖလျာမှာလိပ်စာကို9နိုင်အရောက်စောလာလို့လည်းရတယ်9နိုင်မတိုင်ခင်နဲ့လာလို့ရတယ်ကျွန်တော်တေချာပေါ့အာမခံဆိုအာမခံနိုင်တာတခုတော့တင်လွတ်မြောက်ပြီးပြန်သွားရမယ်ဖျားလိုက်အမှုပြုတ်ခြင်းတသက်မှာခံစားပြီးမှတင်ပြန်သွားမယ်ဆိုတော့ကျွန်တော်ကျင်းသေးပေါ့ကျွန်တော်ပြောရတယ်ဘာဖြစ်လို့ဆိုဆီယန်ဒီနယ်ကိုကျွန်တော်ရဲ့လှုပ်ဆောင်နိုင်ခြင်းကျွန်တော်ကြည့်ပြီးတော့ကျွန်တော်ဗိတ်တေခြင်းကျွန်တော်ကြည့်ပြီးပြောတာမဟုတ်ကျွန်တော်တဲဆောင်လာတဲ့တရားကိုကျွန်တော်စိတ်ချတယ်အဲ့တရားကတင်လွတ်မြောက်ခြင်းပေးလိမ့်မယ်ဆီယန်ဒီနယ်ကလွတ်မြောက်ခြင်းပေးမှာမဟုတ်အဲ့တရားကအတင်းကိုတင်လွတ်မြောက်ခြင်းပေးမယ်အဲ့ဒီဂျေစုတော်တရားကတင်လွတ်မြောက်ခြင်းပေးမယ်ဟာလေလုယာဒါကြောင့်လာဖို့သက်အားပေးခြင်းလာပါဖိတ်ခေါ်ဒီနေ့မှာရှိတဲ့လူတွေတော့ကျွန်တော်တင်ကောင်းပြပန်းခြင်းနဲ့ဒါလည်းစကားဖွဲ့လဲဒီဘက်တော့ကျွန်တော်မလာဖြစ်ဘူးနောက်ဘက်မှာကျွန်တော်လာမယ်နောက်ဘက်မှာဒါလည်းစမှာကျွန်တော်တွေဒီနေ့ကျွန်တော်တွေเนาะအသိတော်စတာတော့2 လလောက်ရှိပြီဒါပေမဲ့ကျွန်တော် Sunday service ကိုနောက်ဘက်ကနေစပြီးကျွန်တော်စလုပ်မှာဖြစ်တယ်ဒါကြောင့်မလို့ Dallas အနီးတစ်ဝိုက်မှာ Dallas နဲ့ Fort Worth အနီးတစ်ဝိုက်မှာရှိတဲ့လူတွေလာရောက်ပါဝင်ဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ခြင်းနဲ့ကျွန်တော်တင်းတေပေါ်ပြောနေတဲ့ခုကတော့ကျွန်တော်နဲ့လာပြီး join ခြင်းကကျွန်တော်နှုတ်ကပတ်တော်လာနောက်ထောင်ခြင်းကလေလာပြီးပါဝင်ခြင်းကတင်းကိုလုံးဝမရှုံးစေဘူးဆိုတာကိုတော့ကျွန်တော်လုံးအာမခံတယ်လုံးဝမရှုံးစေအလာနဲ့ပြန်လုံးဝမတူစေရအောင်ကျွန်တော်လုံးအာမခံတယ်ကျွန်တော်ဖတ်မှရှိရလို့ကျွန်တော်သိတယ်ဟာလေလုယာဖခင်ကလည်းလုံးမယ်ဝိညာဉ်တော်ကဒီနေ့တင်းကို different man လုံးဝမတူတဲ့လူအစ်တစ်ယောက်နဲ့ဖခင်ရှင်တင်းကိုပြောင်းလဲစေလိမ့်မယ်အာမင်ဒါကြောင့်မလို့တင်းဖခင်ကတင်းရှာနေတယ်ဆိုရင်ဖခင်ကတင်းတွေ့ချင်တယ်ဆိုရင်ဖခင်ကိုတင်ပို့တိချင်တယ်ဆိုရင်လာရဖို့အတွက်ကျွန်တော်အားပေးချင်တယ်ဟာလေလုယာအာမင်အင်ဒီယာနာကနေကြည်နေကြတာတော့မသိဘူးကြည်နေမယ်လို့ကျွန်တော်ယုံတယ်နော်ဟာလေလုယာဟုတ်ပြီဆိုတော့အင်ဒီယာနာမှာရှိတဲ့မိသားစုတွေဒီအပတ်မှာကျွန်တော်တွေ့မယ်ဒါလည်းဆိုမှရှိတဲ့မိသားစုတွေနောက်ပတ်မှာကျွန်တော်တွေ့ဆုံကြမယ်ဖခင်ရှင်ကိုကျွန်တော်ချီးမွမ်းကြမယ်ကိုးကွယ်ကြထိုနာမကိုကျွန်တော်ချီးမြှောက်ကြမယ်ဟာလေလုယာသင်တို့တော့စိတ်လို့ရှားလာတော့မသိကျွန်တော်တို့အရင်စိတ်လို့ရှားနေတယ်ဟာလေလုယာထိုယေရှုရဲ့နာမကိုနော် state by state ကျွန်တော်တင်ဆောင်ရတာတော့ဝမ်းမြောက်တာကျွန်တော်မရှိဘူး this is the best day of my life ဟာလေလုယာကျွန်တော်ဘဝအကောင်းဆုံးနေ့တွေပဲယေရှုအကြောင်းပြောရတာကျွန်တော်ဘဝရဲ့အကောင်းဆုံးနဲ့အဝမ်းအမြောက်ဆုံးသောနေ့တွေဖြစ်တယ်ဟာလေလုယာထိုယေရှုရဲ့နာမအဲ့ဒီယေရှုနာမရဲ့ဘုန်းကဒီအပတ်မှာ Indianapolis မှာလုံးဝဘုန်းထင်ရှားမှာဖြစ်တယ်ကြီးမြတ်မှာထင်ရှားမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့လာရောက်ဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ခြင်းနဲ့ဒီနေ့ဒီ zone ကိုလည်း sorry ဒီ live ကိုလည်းဆက်ပြီးတော့ tune in လုပ်ပေးပါ whenever you got time come and tune in and receive your blessing receive your freedom and receive your liberty amen Tuesday နေ့ညဒီအချိန်တိုင်းမှာကျွန်တော်ဒီ live ကိုလည်းကျွန်တော်လွတ်နေမှာဖြစ်တယ်ဒါကြောင့်မလို့အမြဲတမ်း tune in လုပ်ပေးဖို့တော့လည်းကျွန်တော်ဒီနေ့တောင်းဆိုချင်တယ် hallelujah အရောက်စီတိုင်းမှာဖျားရှင်ကောင်းချီးပေးပါစေနောက်အပတ်မှာကျွန်တော်တို့အင်္ဂါနေ့မှာဒီ live မှာကျွန်တော်ပြန်ပြီးတွေ့ဆုံကြရအောင်ဖျားရှင်အထူးကောင်းချီးပေးပါစေ amen